这种嘛，妈咪是娘，你娘的，你妈咪呀，应该让不多还是给他坏，上次该做点钱。这种嘛，妈咪是娘的，小时候也一大堆东西，一大堆东西咯，长大了就容易给你这些。တော့ဒီမှာအေးသားမောင်ပေါ်ဖုံးစစ်နာနေမျိုးပฏิတရားနဲ့ကျမ်းစာလုံးဝချက်ဆောင်းဖို့သုံးသေးဆိုပြီးတော့ဓမ္မပူဇာလူတန်းပါပါတယ်အဲဒီကလေးမိဂုံသုံးခုရှိပါတယ်မိဂုံသုံးခုရဲ့ပြီးတော့ခုနနိုင်ငံရေးနဲ့ပတ်သက်လို့လည်းအချိန်ကြီးပြောရတာနိုင်ငံရေးကိုနိုင်ငံရေးဟာနိုင်ငံရေးကိုပါလာရေးနဲ့ရောရှက်တယ်ပြောရတာဒါလိုမျိုးကိုယုံကြည်အားထားတဲ့နိုင်ငံရေးကိုတောင်းဆိုပြီးတော့အဲဒီကိုယုံကြည်အားထားတဲ့နိုင်ငံရေးရဲ့ပါတီဘက်မှာတခုပေါ်ဘက်မှာရှိတဲ့အခါဒီစကားကနားလို့ဒီနေရာသူတို့လည်းကျွန်တော်တို့ကဒီလိုလုပ်နေတယ်ဘောပါတယ်ဆေးရမှာတော့ဒီမှာလည်းရရတယ်ဘောဖြစ်နေမှာကျောင်းမှုရောကျွန်တော်လည်းတရားတွေနာပြီးတော့ဒီလိုဆုံးမတာနေမှာဟုတ်ဒီလိုလေးကျွန်တော်လည်းရတာဖြစ်နေတော့ဒီကနေ့ကျွန်တော်လည်းဒီစက်ပေါ်လေးပြင်နေတာကျောင်းမှုနဲ့ဒီကနေ့ဆော်လာပြီးဒီအဲဒီကနေ့ဆော်လာတဲ့တဲ့ဒီလိုလုပ်တာဒီကနေ့ဒီရှိပါဘူး။သူကဆိုရရဆက်ဆက်ကြောင်းပါဘာမှမလုပ်ရဘူးသူညာအဲဒီဒီလိုလေးဖြစ်အဲဒီကိုရှိတယ်မိမနာလေအဲဒီဒီလိုလေးဆိုရတာဒီစင်ဒီရဲ့ပြီးသွားအဖြစ်ကိုပြည့်လို့သိမြင်လိုက်ပြီးတော့ဝန်ချတောင်းမှလည်းပြီးတောင်းမှလည်းတဲ့အခါမှာအာယတိန်သံဝရိယမှာနောက်နာကမှာဆောင်ပြီးပါတော့လေဆိုတာဒီကိမှာလေအဇရတကိုမြတ်စွာဘုရားကမြတ်စွာဘုရားကိုတရားကိုလည်းကိုးဝပါ၏တရားကိုလည်းကိုးဝပါ၏တန်ခါကိုလည်းကိုးဝပါ၏တပည့်တော်ဖြစ်တယ်ကိုခေါ်ပါအဲ့ဒီဖြစ်လာလို့ပဲကြောင်းတုံးရှိတယ်အဲ့ဒါဘာလဲဆိုတော့တာမယဖလားတော့ပါယထာဘာလယထာဘုလားယထာအကုလမိုက်လို့ဘာလာမိုက်လို့ယထာအကုဒလအကုသိုလ်ကြောင့်ယထာအကုဒလအကုသိုလ်ကြောင့်ယထာမူလံတွေးဝေလို့မိုင်းဒီမိုင်းကနေကိုပြောရင်တော့ပြောနေတယ်လည်းရှိတယ်တခါပြန်ကျတော့ကိုယ်စစ်စစ်ရဲ့အဆင်ပြေနေတာစိတ်ကအကြောင်းဈေးကဒီနေ့ရောင်းပေါင်းသွားစင်ပြေပြီဒီမှာဒုတိယရောက်ဘာလဲလဲတော့ဟောရေခဲတွေကပြောဝင်ကွာရေခဲတွေတော့ဘာလဲလဲရေခဲတွေရောရေခဲတွေပြီးမှလို့ပြောတာအဲ့ဒါခမင်းကောင်ရောက်အဲ့ဒါဘာဖြစ်လဲကျွန်တော်ရေခဲဖို့လေးပြောနေတာမိရရအောင်တရားလုံးပြတယ်ဒီကတက်ပတ်စီပြောနေဖို့ဆေးရဲပြောနေပွဲနေရတယ်ဒီဆောက်ရတဲ့ဘာမှမဖြစ်ဘူးဆက်တော့ဘာမှတော့လည်းဟိုဒီကပုံပြပြလို့အဲ့လိုလေးရှိနေရှိမှာအဲ့ဒါ depends on situation အဲ့ကျတော့လေးနေဇန်နဝါရီလေးနေမှာဒီကြောင်းကြီးကိုပြီးခေါက်လိုက်တယ်အဲ့ဒီလေးနေရဲ့ဘယ်ရတဲ့အင်္ဂါကြီးလေးနိုင်ဖြစ်တယ်ဝိယုတ်လို့နဲ့သင်္ခါရကပြမြလို့ပြီးတယ်ပြောလိုက်လေးနိုင်နဲ့ဆက်အဲ့တော့ဒီနေသမားရဲ့လေးနိုင်နဲ့ဆိုတော့ဘုရားကြီးအခုရဲ့လေးနဲ့လည်းပြရတဲ့ဥပ္ပုံမှာဖြစ်တယ်ဒီလိုလေးကမရင်းများတယ်ဘုရားရဲ့နောက်ချက်မှာဒီလောက်မရတယ်စ
စီကုန်တယ်ပေါင်းတယ်။ညောင်လည်းနေနေမှုများတယ်။ဆိုမြန်မာနိုင်ငံလို့လွတ်လပ်ရေးရလိုက်တာ၄နိုင်ငံစံမှာလွတ်လပ်ရေးပြီးလို့အခုတွေသူတွေပေါ်လာတယ်လို့ပြည်ကအင်္ဂါပြောရင်ဒီလိုတိုင်းမှာကျတော့မင်းမှုများကိုယ်လည်းမလုပ်များညောင်လည်းနေနေမှုများအစီရဲ့ဆယ်ရေးပတ်တာအဲ့လိုဆိုလို့ရှိရင်ဒီလိုကြောင်းထဲမှာလေးရက်နေ့ကျောင်းလို့စတင်ပြီးလွယ်လေးကျောင်းလို့ဒါဆိုရင်ကျောင်းရဲ့ပစ္စည်းကြောက်တယ်ပစ္စည်းကြောက်တယ်ဆိုတော့စိတ်ညစ်တယ်အဲ့ဒါကိုရတာရှေ့ကိုရတာအဲ့တော့ပုံပြီးဆိုရဆရာတော်ကမဘာမှဆက်ရတော့တာတော့ခုတော့ကိုညာဇန်ရွယ်နဲ့လေးကျောင်းဆောင်တာဟိုလူတွေက430ခဏကြီးဒီဆိုတော့အဲ့ချိန်မှာဟိုကဘေးတွေမဲ့ကိုရောက်သွားတယ်နတ်ကပ်ကိုရောက်သွားနာတော့ကိုကူရာတော့စိတ်ညစ်နေရတယ်ကိုကူလိုက်တဲ့ကိုခံရပြီကိုတစ်ချိန်လုံးကမြတ်ပစ္စည်းကိုပို့ခဲ့လို့ကံရဲ့ကုသိုလ်အကုသိုလ်ကံရဲ့အကျိုးတော့ကံရဲ့အကျိုးလို့လက်ခံတဲ့အချိန်မှာဝိစုကရောက်တယ်ဆိုတော့ဟုတ်ပါဘာမှလည်းဘာရဲ့လိုလဲပြီးတော့ပါဆိုတော့ဒီနေ့ကင်းနေအဲ့ဒီမှာအသာတဖြစ်တော့အဲ့ဒါကလည်းဖြစ်လိုက်တယ်ပါဘာလဲအဲ့ဒီကိစ္စတွေလို့ပဲအဲ့အသာတဖြစ်တယ်အဲ့ဒီမောင်ဝေစုလို့ဆိုတာဆရာတော်ဒီကိစ္စနဲ့နေရလို့တော့ပါတယ်ဒီလိုကြည့်တယ်ခုနကတော့ကိုယ်ကလည်းကြောက်ဒီဘုရားဘာသာမျိုးတွေဘာသာရေးတွေပို့တယ်အဲ့ဒါသူတို့အကုသိုလ်ပြည့်ချီးတာဆိုကြည့်လို့တော့ daily issue မှာပဲတော့တော့ဒီကဝရပြောတာကဘုရားသဒ္ဒနာတံခါရေးပါတယ်ဒီချိန်တစ်ခါတော့ရေးခဲ့တာရှိပါတယ်ဒီချိန်တစ်ခါတော့ရေးခဲ့တာရှိတာကဘယ်လိုလဲဆိုတော့ကိုယ်သဒ္ဒနာတံခါကိုမှားတယ်လို့ပြောတဲ့ပုဂ္ဂိုလ်တွေကိုပြန်လဲချိပါခြင်းစိတ်နဲ့ရေးပါဒါတော့မသိဘူးလားဒီလိုရှိတယ်လို့ဆိုတော့ဒေါသတန်တွေပါနေအဲ့ဘုံလုံးဖယ်လိုက်ကိုကဆိုတော့ဗမာရေးကိုချစ်တဲ့ကောင်ချစ်တဲ့နှလုံးသားနဲ့အော်ကိုဝါရပင်နာပြီးအဲ့လိုကြည့်လိုက်တယ်လူပညာဖလာသွားဒီဟာမှာဘာမှဟိုသုံးတရားကိုကြည့်လိုက်တာပြစ်ပုံချနေတာပြန်ကြည့်လာချင်တာဥပဒေနဲ့ရေးဆွဲတာဥပဒေကိုပေါ့တရားရုံးမှာတရားခံပြေလို့ပြောတဲ့သဘောမျိုးပို့လို့ပဲစာရေးစာပေထဲမှာရှိတဲ့တရားတွေကိုပြည့်စုံလေးတင်ပြတယ်နော်စာတောင်းတာဥစ္စာကိုကြည့်ပါနေပါမှာဥပဒေမှာပါအထုမဲ့ဘုရားနဲ့ရှိခွင့်ဖြစ်တယ်စာရေးစာမနာလို့စိတ်ကြီးကိုရှိစိတ်ကြီးပြန်ကြလာချင်မှလည်းဘုရားရေးရအောင်လုံးဝပဲတော့ကြည့်တော့လုံးဝပြန်ဖို့ပေါ့လုံးဝကြည့်စာပြန်စာစာလေးပြန်စာတယ်အဲ့ဒီပြန်စာဒါကပါဠိတော်ကိုဆိုပါတယ်ဒါဒီလိုဒီမှာပြန်နေတယ်ကြားမယ်ဘုရားတရားကိုပြန်နေလို့ဥပဒေတွေဒီရဲ့ပြောတော့ဥစ္စာမျိုးချက်နည်းနည်းပြန်မှန်ပြီးပြန်လို့နည်းပါတယ်ငါပါတယ်စာပါအဲ့ဆိုတော့လို့ပါဓမ္မစရိယာပြောပြီးမှရပြောဒီလိုတော့မသိတဲ့လူတွေအဲ့လိုမျိုးတွေလို့ဆိုတော့အဲ့ဒီကိုပြန်ဘောနာတယ်ပြီးတော့ဘုရားသူများကိုအနေနဲ့ရင်းစိတ်တွေဖြစ်တယ်အဲ့ဒါကိုဒီဥမာကသူ့တော့ပြီးတော့ပဲခန္ဓာဆိုတာပါသစ္စာဆိုတာပါသိမှဆိုတာပါအဲ့ဒါဒီလိုအဲ့ဒါဥပါဒနာကတော့ဟောထားမှလည်းတော့တယ်ပုံလို့ဆိုလိုက်ပါတယ်။ဒီတော့လည်းဆိုပါတယ်။အဲဒီငွေဆိုကဒုံမေဆိုတာဘယ်လိုလဲဆိုတော့ကိုယ်ကဒုံမေရဲ့ပေါင်းတဲ့ကြောင့်ပြန်ပြောတယ်ပြောတော့ဒုံမေနဲ့လာတယ်ဒီတဲ့တန်ခါလေးပြီးသူရဲ့သူကောင်းကွက်လေးတွေပြန်သွားတဲ့နေရာလေးကောင်းကွက်လေးနားပေါင်းစင်နေကြည့်စင်နေရာလေးတွေပြောတယ်။အဲ့ဒါစိုက်တယ်။ကြောင်းပါတယ်။ဟုတ်ပြီ။အဲ့တော့ခုနကတော့ဆက်ပြောပါမယ်။တခြားပါလားမိုက်တော့။အဲ့တော့များကြီးမိုက်တော့တခြားကမသိဘူး။တွေ့ဝင်ခုနပြောရင်တခြားအကုသိုလ်တော့အကုသိုလ်ဖြစ်ရတယ်ဆိုတော့ဝင်လာတဲ့ဥစ္စာမကောင်းတာပြင်သွားလိုက်။ကာမပါရဒတ္တနာကာမထိရလိုက်ပြီဆိုအနေရောနေရလို့ရှိတာနေရမ်းကိုရွှေ့ပိုင်းပဲမိတ္တဝေဒကသူ့အမေကိုတွန်းလဲလို့ရတယ်အမှနေရခံတယ်ကျွန်တော်အဲ့ရွှေပိုင်းလေးပြရမှာလေဆိုတော့နေရမ်းကိုရွှေ့ပိုင်းအဲ့ဒီကောင်ဟုတ်ဟုတ်အဲ့တွေးတယ်นะတွေးတယ်ဖြစ်တယ်မဟုတ်ဘူးကပန်းနဲ့လေးကြားနေတာမဟုတ်ဘူးမတွေးတယ်ဖြစ်နေတာသိတယ်ဖန်တယ်ဟောဒီကောင်
ဒီကောင်ငါအစားခံရတာလည်းပြောဆိုဘူးအဲ့ကြောင့်ဒါစက်ကြီးရောက်တယ်ရေမှပြပါယထာပါရတတ္တကမ္မဖြည့်စည်းလာပြီဆိုအနေမနေရဘူးပြင်တာအမှန်ကိုအမှားကိုဖြစ်တော့တယ်အဲ့ဒီချက်တွေကြောင့်ဖေဝတ္တမှာအာဏာရမယ်လို့ရှင်းလိုက်တာအမှန်ပါဘာလို့ဆရာကောင်းလဲညီငယ်တွေပြောတာပါညီငယ်တွေပြောတာပါအဲ့ဒါကြောင့်မလို့သူကသုတ္တန်မင်းတို့ဝိသုပါတိချက်ဝိသုမကောင်းတော့အဲ့မကောင်းတဲ့ပုံကြီးရောသူ့ရဲ့သစ္စာတွေသူ့ရဲ့ဓမ္မတွေမမြင်ဘူးကွာမောင်နှမချင်းနဲ့မြင်တော့ဒီမြင်နေတယ်ဆိုတယ်အားမတိုင်းမောင်နှမအပေါ်အောက်ဝင်ရတယ်ရှင်းလို့ပရိသတ်နေတားနေတယ်အဲ့ဒီ17လ17လပြန်ပို့ဘာမှမထိုင်သူကာမောအမှန်တော့ပါတီဘုံရင်ခဏထိုင်ပေးကြမှာလားဘုံဆိုထိုင်ပေးတာဘာမှမဟုတ်စိတ်ဖြစ်ထိုင်ပေးတယ်ခဏထိုင်ပေးဘုံရင်ထိုင်လိုက်တဲ့ခဏကျင်းတယ်ဆိုခဏထိုင်ပေးတယ်နောက်မှပါမဆိုဘာကိုချသွားတယ်ဒါချစ်တယ်မောင်အရင်မဲ့သူဒီပါလိဒါနာကျမထိုင်ခြင်းတွေဟောဘာရောမှပြထိုင်ပြီးပြန်ထွက်လာတယ်ဘာလို့ဘလို့မှဘုံဝင်ထိုင်နေတယ်အဲ့ဒီကိစ္စဖြစ်တာပြီတဲ့ဒီလိုနန်းစင်လျှောက်တာပဲဟောအရှိပေါ့ဘုရားမကြီးကဘောကပြောတယ်အဲ့ဒီပါတီရှိနေကြတယ်ဘာမှအရင်ဖြစ်နေတော့တယ်မရဖြစ်နေတော့ယူဆတဲ့တူပြန်ရန်သူဖြစ်သွားတာအဲ့ဒါကတော့ပြောဖို့အောက်ပေါ်တယ်ဟောအဲ့ဆိုရင်ကိုကြည်ညိုတဲ့ဆရာတော်ဘုရားအဲ့ဒီတရားတွေကိုပြောက်သွားတယ်ဒါကြောင့်မလို့အသက်50ပြည့်တော့ပြောခဲ့ပါတယ်ဘုံဒီတခါကြော့တယ်စိတ္တိအာသုံးလေးကြော့တယ်မြင်အခါတည်းလို့အောင်းမယ်သူ့ကိုမကြိုက်ဘူးတွေ့တာသူပြမာတယ်ဒီငယ်လေးအော်ငယ်စုကိုဆေရတလေးတွေဖြစ်နေအောင်ဆေရတဲ့ဘောက40 50တဲ့ဆိုပါတယ်ခံချက်စားခံချက်စားပါခံချက်ကဘယ်မှာမူတည်လဲဆိုတော့ emotion လို့ခေါ်တယ်သူစိတ်ခံစားမှုဒီတော့ဓမ္မက thinking မှာတွေးပေါ်ပြောမယ် thinking တွေးပေါ်နေမှာသူကမတည့်ဘူးအတွေးပေါ်ရှိတယ်လို့လည်းခံစားချက်ကိုရှိတယ်အစားတော့နန်းလို့ရှိတယ်နန်းလို့ရှိတဲ့ကောင်သူသွားကြတယ်ဆိုဟာမင်းဖေစောလိတာလည်းဘုမင်းငယ်လေးရှိသေးတယ်မင်းဖေရတယ်ဥပမာဆိုငယ်လေးရမင်းအဲ့ဒါစောလိရမကန်ရမင်းအာနာရမှာမဟုတ်ဘူးငါလည်းဘောတော့တာဒီကဘုရားကိုတတ်တယ်တက်ပြီးဘုရားကိုတယောက်ကဖေသက်ပြီးပြင်လို့တယောက်ဘယင်ကတော့သိပါတယ်ဘုရားကတော့သိဘုရားသာဘုရားရှင်ကိုယ်တော်ကြီးရဲ့ဇီဝိတ္တရာရောအသက်ကိုအန္တရာယ်ကိုကိန်းစီသုံးပြောတော့ကိုကာလို့ပြုခြင်းကနတ်ဆိုဘောဘိသာရတုတ်တန်မှာအထက်ပြရရှိဘောလားဒါအခုတို့ဒေါသနဲ့ပြီးသွားပြီဒီကလေးတွေကဒေါသပြီးသွားရင်မေတ္တာကြီးကိန်းတာအဲ့ဒါဒေါသနဲ့မေတ္တာဆက်တယ်အဒေါသသည်ပြမားတယ်နှိစ္စမဲ့ကြမ်းတမ်းမဲ့ဒေါသောစန္ဒိကတကကာယနဲ့ကြမ်းဝစီကနဲ့ကြမ်းမနောကနဲ့ကြမ်းအဲ့ဒါဆိုဒေါသကြောင့်အဲ့ဒီဘိုးကြီးကမဖြစ်ညာဖြစ်တယ်ဝစီကကိုပြောလိုက်တာကသေးသေးလေးသူကနိုင်ငံရေးဥရာသူကဒီဘုံကြီးတစ်ပါးကနိုင်ငံရေးဥရာတူတယောက်တက်ခါတယ်သူ့ချီမှာသီလသမာဓိပညာအားရှိအဲ့အားရထိပါဆရာတော်ကအခြားပါဠိကာယပါဠိကိုထောက်ခံလိုက်တယ်ကိုငွေစုကခေါက်ပါတယ်ဆရာအဲ့ပါဠိရဆရာတော်ပြောတယ်ဆရာတော်မှာရှိတဲ့နေနေစာသင်နေရတယ်နေစာချနေနေပြီးကကြည့်နေရတယ်အခန်းရုပ်နေရတယ်ဗဟိစိတ်အဲ့ဒါတွေကဆရာတော်မှာအကောင်းဆုံးကျန်တယ်ဒါဆရာတော်ကာယပါဠိကိုလက်ခံတယ်ကိုငွေစုကခေါက်ပြီးပါအဲ့ဒါမှဒီဘုန်းကြီးပြုပြီးတော့သွားတယ်မကြည့်ရင်အဲ့ဘုန်းကြီးတော့တော့ဖြစ်သွားပြီအရင်တော့ဖေးရပြီးတော့အဲ့ဆိုတဲ့ပြောပြီးဒါပါတီရဲ့သူ့အခန်းကျတဲ့တော့ထောက်ခံလိုက်တာခြေနှက်လိုက်တာအဲ့တော့ဆရာတော်အမေရိကန်ကြိုက်တယ်ကိုမဆိုတေးကိုကြိုက်တယ်အဲ့ဒီကြိုက်ကလေးပဲဖြစ်တော့ကျန်တဲ့ရဘာမှမရောအဲ့တော့ကလေးတွေမသိအဲ့တော့ကိုင်ကနေအချင်းတွေ့ချောင်းနဲ့ဝစီကလည်းပြောအဲ့ဘုန်းကြီးကဝါဘုန်းကြီးနဲ့ညာဘုန်းကြီးနဲ့ဝေကနာသွားနေတယ်စသည်ရပြင်တိတယ်အမေရိကန်မှာသူကဘာလို့လို့မှလည်းမသိဘူးတကယ်တော့မြင်လည်းမြင်ဘူးလားပေါ့ဒါချုပ်ကောက်စဉ်းစားကြည့်မင်းတို့ပြောတဲ့အရာငါလည်းမင်းတို့ပြန်မဆိုဘယ်ကအာစားတော့ပြောဟာ
အဲ့ဒီတက်ချုပ်ကဟိုကဥနေဝင်သွားတော့မင်းတို့ကိုယ့်အစစကြီးကိုဦးသားရွှေကကျုပ်ယူနေထိုင်သွားတာမင်းတို့ဘယ်နေရာကြည့်လဲမင်းတို့ဘလောက်အောင်လဲမတုံးနေလို့ပမာကိုဘယ်နေရာကြည့်လဲမေးတော့ဒီခိုင်းနဲ့အဲ့လိုဒူးတော့ပြီးသွားမှာပုံပြောတယ်အနည်းဆုံး900တော့ပဲတွေ့ဦးမယ်ဒါမင်းတို့စဉ်းစားတာစက်တက်ပဲလိုက်ပြောတာပေါ့အဲ့လိုမင်းတို့တားမှားနေတယ်ဒါကျန်တဲ့ရအောင်ပြောစက်တက်ကိုကောင်းတယ်ပြောနိုင်ငံကိုလည်းမင်းတို့စဉ်းစားကြည့်တယ်ကျုပ်လက်ဝဲချီပြီးဒူးလေးချုပ်သွားတယ်ဘယ်သူကြည့်ဘယ်နှကြည့်အဲ့ဒီအောင် CCTV ရောပြမင်းတို့ဓာတ်ပုံထုတ်ပြဟာတနိုင်ငံတို့ကိုပြောလိုက်ကြဘယင်ယူနေတာဒူးလေးထုတ်ကကိုဝေးရဘုံနေဝင်းရပြင်မောထိုင်နေအေဒီနဲ့သမရအိမ်တော်ဝင်တယ်ကွာလိုလေကူတော့ခုနကတော့အေဒီနဲ့လည်းဝင်တာပြင်းနေတော့ပြည်တယ်ခင်မခင်သိပေးလိုက်အတိဆုံးပဲမခင်သိသူ့သားတွေဟိုအေဒီနဲ့သမရအိမ်တော်ဝင်တယ်ကိုဝေးတာအဲ့ဒါကောမဆိုဟုတ်တယ်နော်သားတော့အဲ့ဒီမှာဝေးတာငါကခုနအော်လိုက်တာတော့ခင်သိသူ့ဘက်ကနေခဲ့တာသားတော့သမရအိမ်တော်လည်းအိမ်ထဲမှာဝေးတာအိမ်ထဲမှာဝေးတာတော့ကြာဦးနေဝင်းရဲ့ဘော်ဒီကဖြစ်ချင်းအဲ့ဒီနဲ့မွေးတာဒါအဲ့ကိုကျိုးသားမှဖြစ်တာတရားမှဆယ်တာတရားမှပွဲပြရဘူးအင်းဒီနဲ့မွေးတာမင်းတို့ငါတို့ဟုတ်ကလားတာကိရလို့မွေးတာမဟုတ်ဘူးတမရအိမ်လုံးအလုံးဝင်းနဲ့မှမွေးတာပြီးပြောလိုက်အောင်ဟုတ်တယ်နော်ပြောသိရနော်မေးကြည့်လိုက်ဘာမှမဖြစ်ဘူးတရားမှပွဲပြရကိုကျိုးသားမှမွေးရတယ်အဲ့ဒီကောင်းတယ်ရှိသေးလားရှိလားအတူဆိုနေနေတွေ့ရတယ်လေ तू ကပြောရင်တော့လက်ခံသေးတယ်တော့ကမခင်သိဆိုဒီနေ့ရှိကိုမြင်တော့သူကဦးနေဝင်းရဲ့ဘော်ဒီကအထူးဘေးနားမှာထွာလောက်မှနေရတဲ့ပုံကိုဒီရက်သိအောင်ပါလေဒီရက်သိအောင်ပါမကိုဖြိုးဆိုတဲ့ကောင်ဦးနေဝင်းကက်ကြီးပြန်ပြီးစပင်းလိုက်ကြတယ်မခင်သေးပေါင်နဲ့ဝင်ကောင်းလို့တော့မိခင်လေးနဲ့ဖဲနဲ့မှာဖြတ်တယ်တော့ခင်သေးရဲ့ပေါင်နဲ့ကောင်းမှလို့ရတယ်ပေါ့ဖြိုးဘယ်လိုဖြိုးอ่ะစပင်းရှိရတော့လက်ကက်ကြီးနဲ့တက်တာစက်သားကြီးထွက်ပြေးတာထွက်ပြီးတော့ခင်သေးပေါင်နဲ့ကောင်းမှလို့တော့နေသူတော့သိအောင်ပါအဲ့ဒီလူကဘာမှမပြောဘူးလမ်းဟောဝေးဟောမော်လမြိုင်ကလူကပြောတယ်ဆိုတော့အဲ့ဒီအချက်လက်တွေဟိုမဟုတ်တဲ့အချက်လက်တွေကြည့်ပြီးတော့ဒေါသတွေဖြစ်တယ်ကာယကံတွေချမ်းဝစီကံတွေချမ်းမနောကံတွေချမ်းတချို့ကိစ္စတွေမှာငါထုတ်ပြောလိုက်ထုတ်ပြောဆိုတာဘာလို့တကယ်တွေ့လဲဟိုပေါင်းတယ်ကိုသွားတယ်ဘိုးတွေဝင်ပေါင်းတယ်ကိုသွားတော့ဩစတြေးလျမှာရှိတဲ့ပုံကိုလေဒကမာကြီးကဘိုးတွေဝင်ငယ်ငယ်တဲ့အတူတူစားပဲတွေ့နားတယ်လာလေကထိုင်းနေတယ်ခောက်လို့ဆိုမယမ်းပြီးပြုတ်ကြတော့ဦးနေမပြေးသွားတယ်ပြေးမယမ်းပြီးတော့ကောက်တော့ရေတော်မစီဘူးဘောင်းမနဲ့ကိုစားတဲ့ပြစ်ချက်ရေတောက်ချတယ်သူတကယ်ကြီးဘဝမှာအဲ့ဒီမယမ်းပြီးတော့စားချုပ်ပြီးလို့နေတိုင်းစစ်စစ်စားအဲ့ဒီတွေကဘဝရဲ့တမရတွေဘယ်လေးရဲ့ဘဝကိုသူကတံဝရနဲ့ပြောလိုက်တာသူကအဲ့ဒါဒီဘက်ကိုပြောက်သွားအဲ့ဒါကအဲ့ဒီကိုင်းနေတဲ့ကမာကြီးရဲ့ဘူးရှိအဲ့တော့ရှိတယ်90တန်းကိုင်းဆက်တော့ဘုံမရဲ့တပည့်အလောက်ခင်တာအိမ်မှာဖဲကြောက်မင်းစကားတွေပြောတာသူ့တငယ်ချင်းနဲ့စကားစပြောတယ်အမြဲတမ်းချစ်တဲ့ပြည်နေရတဲ့ဘဝချွန်လုံးလေးနေနေတာပေါ့ဒါကြောင့်ဘယင်းတွေမသိမသာတို့တရုတ်ကားတွေအင်္ဂလိပ်ကားတွေတွေ့နေတာပဲဘယင်းနန်းနေတွေထွက်သွားလိုက်တယ်သူတို့ကျင့်ကြံတယ်သူတို့အဆောင်နေတယ်အမြဲတမ်းသွားနေတာလွတ်လွတ်လပ်နေနေတယ်ဒီလိုလေးတစ်ခါတည်းကနေနေနေတယ်ပေါ့ဆိုတော့အဲ့လိုဆိုတဲ့ဘဝတွေသူကဘဝတွေကိုပဲသူကအနတ္တနဲ့ဖြစ်ပြနေပြင်လိုက်အဲ့ဒီပုံမှာရှုပ်ချလို့တဲ့စိတ်ကိုပြောတယ်မနေ့ကလည်းမယန်းလေးတုံးစားတာအဲ့လိုပြောကြတာပေါ့သူ့ပါစကထုတ်ပါတော့တကယ်ချင်းရဲ့ဘဝမှာဒီမယန်းလေးတုံးစားလို့ရေတောက်ချလိုက်တာချိုးပြီးတော့ပဲသူကိုယ်ပြောတာသူကိုယ်ပြောတာစားရဖို့တော့အနက်ကတော့မြင်လိုက်တယ်ဖြစ်ပြလို့မြင်လိုက်တယ်ဘဝတွေဆိုင်လန်းနဲ့ကြံကန်းလက်ကမပေါင်းနေတဲ့စီးစီမကွာမင်းချမ်းတာကသမုဒ္ဒရာနဲ့ခဏတက်တဲ့ရေကွက်ပေါ်မှာတက်တယ်ဒီလိုမြင်လိုက်အဲ့ဒီဟာမျိုးမမြင်မဲနဲ့အဲ့ဒါကိုဒေါသနဲ့ပြောဝစီကနေကျမ်းတယ်စံဘောသောစံတိကတက္ကနောအဲ့ဒီဥစ္စာတွေတန်ရနှလုံးသားထဲမှာဒေါသကြီးတွေများတာခါကြနှလုံးသားတော့သိတာသူတို့ကစိတ်ချမ်းမြေဘူးပြောပြီးဆိုတာသိတယ်ခါတဲ့ကဘာမှဖြစ်ပြောတယ်ကတနှုတ်နှုတ်နဲ့အဲ့ဒီမှာဘုရားရှင်ကိုဒုက္ခပေးရတဲ့အစားတကတဆောင်မလာပြည်နေမှာနက္ခတ္တတွေပြည့်စုံသူကြည့်လိုက်တော့လောကကြီးအကုန်ပျော်တရားကြီးပတ်ဝန်းကျင်ကဓာတ်လာတယ်ကုမ္မရာဂျာပန်တွေကပွင့်လို့နက္ခတ္တတွေပြည့်စုံမင်းအမတ်တွေကလည်းရာဇမစ္စပရိယုတော်ပုရိပါတာဝရတော်ဟောရပြတ်သက်ထွေကြီးမှာထိုင်မင်းအမတ်တွေကချင်ရရမဏီယဝတ္တဘောရတိနဲ့မြင့်ကြီးရလည်းပါတယ်နက္ခတ္တတွေကလည်းလက်ခင်ညာဝတ္တကောင်းတဲ့နက္ခတ္တတွေပြည့်မပြောသူကျန်တဲ့မှာဒေါသလက်ရှိတယ်ကျန်တဲ့ပုံမပြောဖေးရတော့ဒီသွားရာဇုနန်းနဲ့ရတယ်အာနာသေးပြီးသွားအဲ့ဒါကိုစာရေးတယ်ခဏခဏပြောသူ့ဒေါသကရှေ့ကိုရန်ရောက်ကာယကံမှာလည်းဒေါသရှိရသွားတယ်ဘုရားရှင်ကညာနာပုဂ္ဂိုလ်ကမှကာယကံဉာဏ်ကိုရှိရသွားကာယကံတော့တယ်
ညာနာဘုဘကမဝစီကမညာကိုရှိရတော့နှုတ်ပြောတာကပါလေညာနာဘုဘကမမနောကဟာညာနာနှုတ်ပြောတယ်ဒီတော့ပေါ်လာဘာမှမရှိဘူးပြောတော့မဆိုရင်ညာလေးရှိထားတယ်တွေးတော့မဆိုညာလေးရှိထားတယ်လောက်တော့မဆိုညာလေးရှိတယ်ဘာမှတော့ညာနာဘုဘကမကာယကဝစီကမမနောကကာယကံဝစီကံမနောကကိုယ်နဲ့လုပ်မယ်နှုတ်နဲ့ပြောမယ်စိတ်နဲ့ပြောမယ်ဉာဏ်ရှိသွားပြီးလို့ရှိရင်ဉာဏ်တော့ပြန်လဲဉာဏ်နဲ့တွေ့ဝတ်တယ်ဆိုတော့ဒီတိုင်းကနေမယ်ဆိုလို့ရှိရင်တော့ခုနကစိတ်ကိုတွန်းလို့မရှိဘူးဒေါသမရှိတာဉာဏ်ဝင်ရှိတာလို့ဘုရားရှင်တရားနဲ့ဒေါသကိုရှိတာဆိုတာဖြစ်ချင်းရောက်ဒေါသကမေတ္တာရဲ့ဆန့်တယ်အပူဖြစ်ချင်းရောက်ငြိမ်းချမ်းသူကတိုင်းပြည်အုပ်ချုပ်တဲ့မေတ္တာဖြစ်တယ်သူနှလုံးသားမငြိမ်းချမ်းသူပြောတဲ့ဆိုတဲ့အရာတွေသူပေးတဲ့အာဏာတွေသူ့ရဲ့အခွင့်အရေးပုံမှန်ပူလောင်သွားဖြစ်ရှင်တယ်ဆရာတော်ဒီကြောင်းနဲ့မနေလို့ဆရာတော်ကိုယ်တိုင်ကပူလောင်နေတယ်ဆိုဆရာတော်ကြောင့်နေကိုယ်တိုင်သူလည်းပူလောင်တာလာတွေ့လည်းပူလောင်တာရှင်းရှင်းလေးဒေါသဆိုတဲ့မရှိဘာကြောင့်မဆောက်ဆရာမရှိဘာကိုယုံနေမှလည်းမရှိတရားတွေပေါ်တယ်နတ်တဲ့ဆိုတော့ဒေါသရှိမကောင်းဘူးမြေတာရှိတာပဲမြေတာရှိတာအဲ့ဒါဇာတကပါတာဆိုဒေါသရှိတာဒါတို့ဒေါသရှိတာသမီးအဲ့ဒေါသလေးကိုနောက်ပြန်ဆုပ်လိုက်ဒါဆို return to metta level kindness ဒေါသရှိတာသာသနာဒီဝီဒီနာနာကတဲ့ဝီဒီရှင်းရှင်းလေးဒေါသရှိတာတိုက်ပြီးတော့ဝေသွားပြီဟာမီးတောက်တယ်ဒေါသကြောင့်တောက်တာမင်းတို့ဆရာကြီးပြောလောဘကိလေသူနေတာရဒေါသကိလေဘုဝတရေဒေါသကိလေသူနေတာရမောဟကိလေဘုဝတရေမောဟကိလေသူနေတာရနရကဘုဝနရကကဘုဝတရနာနာသူတို့တွေမင်းတို့ဆိုအေးလောဘမိကိုအကြောင်းပြုပြီးဒေါသမိတွေတောက်ဒေါသမိကိုအကြောင်းပြုပြီးမောဟမိတွေတောက်မောဟမိကိုအကြောင်းပြုပြီးငရဲမိတွေတောက်ငရဲမိတော့လူတွေပူလောင်ဆင်းလိုက်တာဟောမတဲ့စကားလောဘကိလေသူနေတာရဒေါသကိလေဘုဝတရေမင်းတို့ဆိုအဲ့မိတွေတောက်အတိုင်းပြန်သွားပြီပေါ့တရားမရှိလို့စက္ကန့်နေငယ်စက္ကန့်နေငယ်တရားယူတင်ဟာကြောင်းပြန်ဖြစ်တော့ဒေါသရှိတာသာသနာဒီဝိရိအနန္တကတဲ့ဝိရိသူ့အမေအရင်ခောက်တော့တားရဲ့အဲ့ဒီထောင်ရင်းလူရဲ့နင့်အဖေအရင် sorry တမရဘုန်းကြီးပြစ်မှာဘုန်းကြီးပြောမှာဒေါသရှိပါအမေအရင်လေသဇာတ်ရှိပြီလားအဲ့ဒီဒေါသရှိရတော့ပြန်တိုင်းပြည်ကိုပွေခံလိုက်ရပါတယ်ဒါလေးကိုဆရာရွှေတယ်ညောဒေါသရှိတာသာသနာဝေဒီအနာလာကတဲ့ဝေဒီစကားအောင်လားမဆက်နဲ့သေးပါစီဟာစကားလေးနည်းနည်းတော့လာမယ်ခမရပြောကြည့်တာမှာသေပြေသားလိုက်တာဒီဘာမှမအဲ့ဒါကြောင့်မလို့အဲ့ဒီကလေးလေးကိုစောင့်ရစောင့်ပြီးတော့သူ့သားလေးမျိုးတော့မှသားလေးကိုချစ်တယ်မေတ္တာလေးပေးပါသားလေးကိုချစ်တယ်သမီးလေးကိုချစ်တယ်ဘာပဲမေတ္တာပေးပါမေတ္တာကအမေလေးတော့မေရောဘုရားရဲ့စကားကိုမေဇံကျွန်တော်ကြီးဝေးပါအဲ့ဒါချစ်ပါတော့ချစ်ဆိုတဲ့ကောင်စတယ်သူ့မိမကလေးလေးမျိုးတော့သူ့သားဝေးတော့သူ့အမေသူ့သားလေးမျိုးတော့သူ့သားတော်လေးဝေးတော့တွေးပဲရွေးတယ်မြတ်ကတဲ့အေးကျူထူးထူးနဲ့ဆုံးနေသည်သူ့သားလေးကျတော့တိကျလောက်တာပါလားမြတ်ဘက်ကလေးမအေးရင်ကျူတော့မြတ်ဘက်တွေအေးရင်ကျူထူးထူးနဲ့ဆုံးနေသည်အထူးထူးနဲ့ဘောကတော့နေပေးတာဗီဒီယိုအေးကြာပြီးစောင့်ဒီကလေးမဝင်မရှင်းစောင့်တချို့အချိန်ကြီးများကြီးစောင့်ပါတယ်သူ့ချစ်ပါလားဆိုတော့တားတယ်မင်းကိုချစ်တယ်မေပြောတယ်မင်းခမီးတော်ပြောတယ်ထင်ပါလားဒီပါကြည့်ရတော့တကြုံခုနာကြီးပေါက်တော့ပြည်ပေါက်တာကဝေဝါချအဲ့ဒီဒီပြည်လူချတွားတော့မချစ်ဘူးအဲ့ဒီပြည်ကိုကွာပါစအာရနဲ့မှမုံထားတာအာရနဲ့မှအဲ့ဒီအာရနဲ့မုံထားတာပြည်ပေါက်တော့လူချအဲ့ကျမှဇာတ်ကငါပြေဖို့လွတ်စေဆိုတော့မလုံးမစေနဲ့ပြောတာအဲ့ဒီကြတော့မင်းညငါကလည်းယခုဝင်ထောင်းလွတ်စေဆိုတော့ဒုတိယစာရေးကတည်းကမှလာပါဗျာယခုဝင်ကတော့ပုံပါပြီးသွားပြီ sorry too late မရှိတော့ကဲရမရှိတော့အဲ့ဒီသူအာနာသိပြီးတော့အာနာပေးရတဲ့ဝင်ကြီးတွေအမတ်တွေတထေးတူမှမကဲနိုင်ဘူးဒီတော့ဘုရားရှင်ကြောက်ဘုရားရှင်မင်းကြီး
အဲ့မှာမြတ်စွာဘုရားရှိတော်မြတ်စွာဘုရားရှိသူ့ကိုတိချဟောပါယထာဘာနာယထာတောင်းမှာအစ္စယံဗန္ဒီအစ္စယောမဗန္ဒီအစ္စယံပစ္စယတော်တပည့်တော်ရှင်ဘုရားတပည့်တော်အပြစ်တွေဖြစ်ပါလေဘုရားအဲ့ဒီအပြစ်တွေပြင်းမှန်းနဲ့သိပါသိတော့အစ္စယံတော့ဒိတ်တော့တာအပြစ်ကိုအပြစ်လို့သိပါပြီဘုရားဒီမင်းကြီးဘုရိယတာမဟာရာဇဒါလို့တရားနာတော့မယ်ဘုရိယတာမဟာရာဇအရိယတဝိနည်းတာလို့မင်းကြီးမဟာရာဇမင်းကြီးဘုရိယတာမဟာရာဇမင်းအရိယတဝိနည်းအရိယရဲ့ဝိနည်းမှာဧတာဤလိုအပြစ်ကိုအပြစ်မှသိဝင်ချတောင်းမှလည်းချင်းဘုရိကြီးဝတ်တို့ပြပါလိမ့်မယ်နားတော့တစ်တရားတော့ပြမကျူးလို့မိတဲ့အရာကိုပြမကျူးလို့မိမှမသိတာအန္တဘာလပုရိသေပါခဲ့ဘုရားယထာဘာလပုရိသေရှိပြီပုရိသေတော့ပုရိသေပဲအန္တကံဓမ္မအမမကဓမ္မအကာရဝဗုဒ္ဓအကာရဝဓမေအကာရဝတန်ကြီးအကာရဝဗုဒ္ဓကိုအတ္တကိစ္စဖြစ်သွားတာပြညောအဲ့တော့တပ္ပိဒဒါနတုကြီးခေါ်ရပြီတတ္တတရားလည်းရှိတယ်ယူသည်တော်ထုတ်တာပြညောလူရင်းကိုလေးစားရိုးရိုးသေးသေးတက္ကိစ္စတော့ဒရာပြန်နဲ့ပြောတယ်ယူချောတယ်ရိုးရိုးသေးတော့ပြညောကိုယ့်လည်းလည်းပါကိုယ့်ချစ်တယ်ကိုယ့်စကားနားတော့ဘုရားကလည်းဘုရားလေးရဗျာပြောမရဘယ်ပြောရမရိုးသေးမှမလူတာလေတပ္ပိဒကတော့ဟောပြောပြအောင်မယ်တပ္ပိဒဒါနတုတ်တယ်မှာမင်းမိုးဆိုရပြောလာပြီလားခုပြောမယ်မခင်ရွှဲလာပြောမယ်ဟိုကြောက်ကလေးရဗျာပြောတော့နားတော့ဘယ်နားတော့မလဲသူ့လုံးကတက္ကိစ္စမရှိခဲ့ဘူးလေရိုးသေးမလူလဲတာပြောကိုယ့်စကားနားမထောင်ဘူးပြရတာပဲဟုတ်ဗျာတပ္ပိဒဒါနနားချက်မှာအဲ့ဒါပဲဟုတ်ဗျာဒီမှာတော့လိုရင်မိတ်မင်းထုတ်ပေးလိုက်ပြီးမိတ်ထုတ်ပေးလိုက်ကိုအိမ်ယူသွားလိုက်ဩတတ္တလေးနဲ့ပြီးရုပ်ချောတယ်ကွတက္ကိစ္စနဲ့ပြီးလူတွေယူသေးတယ်ကွဟာအဲ့ဒီတတ္တပရိသနာတုံနာ၅ချက်ရှိတယ်ဒါပြောတာအဲ့ဒါကြောင့်သူများယူသေးတော့ခံရတယ်ကိုကယူသေးသေးမလို့ခဲ့ဗုဒ္ဓအာဂါရောဓမေအာဂါရောတန်ကြီးအာဂါရောဆရာတော်လာကြည့်လိုက်ဘုရားရှိခိုးတယ်အခုဘာသာရေးဘယ်လိုလုပ်လဲလာကြည့်လိုက်ဘယ်သူမှစကားမပြောဘုရားတော်ရှိခိုးတယ်ပုံလေးရှာတာပုံနဲ့လမ်းကြည့်အဟိတုပြကြတယ်ဟယ်လိုရမယ်အားရှိရမယ်ရှာမယ်ဘာလဲဟုတ်ပြီနော်ကြည့်တရားနာလို့ကငါလည်းတကဘာလုံးပတ်ခဲ့တာပါငါဘုန်းတော်ကပြေးတယ်ငါဆက်မလို့ဘိုးကြီးပါညို့တဲ့ပေးတာများမတိုင်းနေတယ်14ခုလုံးတက်ခဲ့တာတရားမစသေးဘူးဘုန်းတော်ကြီးဒီနေ့ကမကြည့်နဲ့ဟိုမှာနိုင်ငံတော်ကမာနကတိပိကအစီအဝေးဘာမှမကြားသေးဘူးပြောရင်ဒါအကြီးနော်ရှေ့မှာမင်းညောင်းစတော်လေးရဟိုနေ့ဖြစ်နေနိုင်ငံတော်အကြီးခဲ့တယ်တော့ကဘုန်းကြီးနော်ပတ်ကြဒီမှာပကားရဲ့ဝိုင်းထဲမှာဒါမလုပ်တဲ့လူငါကြီးပဲမကတောက်ထုတ်ပြတယ်ဒီအားစားတဲ့ချင်း他都是人的生活，第一个啥物味？哎嘛，没有那里没有说也在下来的。现在些啊，各种啊，跑出来跑，跑没有的去啊。我看没得这个，看那个跑来的，这么讲来，现在没有些了，我所以说的呀，我把跑没，各种，跑没得那个，俺那个业绩的，我他妈干的那好了，我他妈我来穿。ဟာအရေးကြီးအဲ့ဒီမှာကြည့်လိုက်ဘုန်းကြီးဟိုဒါနဲတဲ့အဆင့်မဟုတ်ဘူးမင်းရုံးဆရာရဲ့တောင်းလာမှာကတ်တယ်ဆိုရင်နဲတဲ့အဆင့်မဟုတ်ဒီဘုန်းကြီးတော့တယ်ဘုန်းကြီးပြောတယ်ဒါတခြားဘုန်းတရားပါရုံးမတန်ရဲ့ဒကဘာလို့ပို့လိုက်တာလေဒီဥစ္စာဒီဘုန်းတရားရဲ့အကုန်ရောက်သွားပြီဘလောက်ရှော့ပေါ်ကောင်းလားဟုတ်တယ်တောင်းပြမလို့တာတိပိကစာမိုးပဲတန်လာမို့ဒီမှာပြစိတ်လုံးစာမိုးပဲအဲ့ဒီမှာရှေ့ဆရာတော်ဘုရားကတရားဟောတော့ကိုရင်ဖုံးပြောတယ်ဓာတ်ပုံဒီနေ့တွေ့စိတ်မကောင်းဘူးကိုပုံပြန်နေတယ်မှာဗျာသူတို့ကတော့ငါ့ကိုအဲ့ဒါဆိုတော့ငါတရားဟောလို့ငါရောက်ရသိသွားတယ်ဒီပုံလေးကငါကြိုက်ပါဘူးမကြိုက်လို့တန်းတယ် sorry လို့ကတခါလေးပြောလိုက်တိတ်တယ်အသက်လည်းသိမရှိတော့65လည်းရောက်နေရတာတော့9နှစ်တော့ပြောတယ်ပြောရဟုတ်တယ်တန်းတယ်အမေတို့လည်းပြောရမယ်ကြက်ကပြန်သွားမယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရမြတ်ကဘာနာပုရုဇဉ်အန္တပုရုဇဉ်ဟောဘာနာပုရုဇဉ်ကမိုက်တဲ့ပုရုဇဉ်အန္တပုရုဇဉ်ကကန်းတဲ့ပုရုဇဉ်ဟောဆရာတော်ကလည်းကိုပြမဆောပါရတယ်လို့သိလိုက်တဲ့အခါမှာကလျာဏပုရုဇဉ်ကဟာကောင်းဒီကလေးတွေကောင်းမှာအပယ်လွတ်သွားတယ်အန္တဆိုတာကန်းနဲ့ဘာနာကမိုက်
你是过当晚的亲历，按照故事把那个买到干过故事嘛，刚才那故事叫土地计划过的，好，这是。一讲样的，这边写了别的，就是写了不干的土地，好嘛？这边讲出来就话，看你是这个先，我先问那地，没有写了别，那个妈妈们就了，啊，都话不干的土地，可老家，这边就来。အဲ့ဒီကြောတဲ့ကသူပေးနာသူနာပေးတဲ့ဩဝါဒကိုနားထောင်အောင်မအစ်ဆက်တော့ဒိတ်ကောင်ဆရာကြီးဘုရားကရှင်းတယ်အဲ့ဒီနိုင်ငံတော်မှာအကျိုးတော်ဆောင်တဲ့ပဲအောင်ဆရာတော်ပုဂ္ဂုဏအကြီးအဲ့လိုဆရာတော်တွေကကျွန်ုပ်ကခလေးလေးပါနည်းနည်းလေးလောကနဲ့ပေါင်း40ကျော်တော့ပါအဲ့ဒါကောင်းဆွဲပါအဲ့ဒီမှာဟိုးရီကောင်ဆရာကြီးရှင်းဆရာတော်ဦးဒီဇနီးရသူ့တပည့်ဥတော်ကနာမန္လိကနာသူအဲ့ဒါပဲအများအဲ့ကြမှာဆရာတော်ဘုရားကဘုရားမြည်သည့်ပါဠိတော်အထက်ကတီကမြတ်ပပဆရာတော်ဥပ္ပန္နဗုဒ္ဓရဲ့မူရင်းအတိုင်းကျွန်တော်ကပြန်ပြောတာပါဒီနေ့အကြောင်းအရာတွေဘာသာပြည့်စက်ပြေးခဲ့ဖြစ်ပါတယ်အပယ်လွတ်သွားအပယ်လွတ်သွားအဲ့ဒါဒီအပယ်လွတ်သွားအဲ့ဒီပြည့်စက်ပြေးခဲ့နေကြောင်းတခုတော့ရှိတယ်အပယ်လွတ်သွားပြီးတော့ဒုတိယဘဝအပယ်လွတ်ပြီးတတိယဘဝသူဖြစ်နေတော့မင်းသူများကိုပြောတာဆိုတာဥစ္စာအဲ့ဒါပြန်ခံရမယ်ငါပြောအပယ်လွတ်တယ်ကပြောတာပြန်ခံရမယ်ပြောတာအဲ့ဒီကံတော့အကျိုးပြန်ပြီးအဲ့ဒီငွေစုဆိုတဲ့ကောင်ဘာမှအခိုးကချိုးကဆရာတော်လည်းပြန်ဆက်ဆွဲတယ်အဲ့ဒါအဲ့ဒီဆက်ဆွဲရေးကအကောတာပြန်ဖြစ်တယ်ဒါဆိုအပယ်မကြောက်ဘူးဟုတ်ကလျာဏပုရိသေယသုလသောတာပန်နီဖြစ်သွားပြည့်စရာပရိကအကြောင်းနဲ့အကျိုးမြင်တော့ဘုရားပေါ်မှာတန်တရားတရားပေါ်မှာတန်တရားသံဃာပေါ်မှာတန်တရားအဲ့ဒီကင်ခါတွေကင်းသွားတယ်အဲ့ဒီကင်ခါကင်းသွားတယ်ဆိုတာဒသနာတံ္ဍရာတမ္မာဒသနာအသေးစားတယ်ဘုရားတနာပါပဲတမ္မာဒသနာဖြစ်သွားကောင်းတမ္မာကောင်းမှုကဒသနာမြင်မှန်သွားတယ်ဗုဒ္ဓနတ်ပြည်ကနေအော်ဘုရားတန်ခါမှာပြည့်မရှိဘူးတန်ခါတွေကခေါင်းကြီးတွေကခုဆရာတော်တို့မင်းတို့ရေးတဲ့ချတော့ဆိုရင်ကဲမမြတ်ကဆက်တန်ကတာဒီမှာငါညရက်တော့ငါဖဲ့တာငါငွေရိုးတွေပြီးတော့ငါရေးတယ်ဒါပေမဲ့တန်ကတာဒီမှာလို့ဆိုတဲ့ကောင်မမြတ်ရေးတန်ကအကုလက်ထိတန်ကြီးဒုက္ခိတော့တန်ကဆိုအပေါင်းစစ်သားတယောက်ဆိုရင်ဆိုရင်စစ်တပ်ကမဆိုနိုင်ငံသားတယောက်ဆိုနိုင်ငံမဆိုပြောရတယ်ပေါ့ဥစမာဘင်လာကဆိုရီတာလေးပြပြတယ်ဒါသူ့ကြောင့်တန်တယ်လို့ဆိုလို့ပြောလို့မရဘူးရခိုင်တယောက်ကကိုယ့်ကိုရခိုင်လေးကိုယ်ကိုပြောလို့မရဘူးကိုဝင်ဆိုတာအကိုးပြတယ်မင်္ဂလာတော့အကိုးလို့ပြောလို့မရဘူးအဲ့ဒီအပေါင်းနဲ့အစိတ်ကိုမသိတော့ဘုန်းကြီးတွေပါဆရာတော်အရင်ပတ်စံနေတဲ့လောဘကြီးဓမ္မကြီးရတယ်လောဘသိကြီးရတယ်ဒွေထဲတယ်သူတန်ကောင်းဆိုတာအဲ့ဘုန်းကြီးကအဲ့တန်ကဒီနေ့တန်ကလေးကောင်းအောင်ကောင်းမင်းအခုမတွေ့ဘူးလို့လားမင်းတို့ရှိမှရုပ်ရှင်ကြည့်တာ3ပါးလောက်လာကြည့်တာမင်းတို့ရှိမှညတာစားတာ5ပါးလောက်လာစားတာဗမာပြည်တန်က4သိန်းလုံး5ညတာစားတာတွေ့တာမတွေ့ဘူးဘာလို့ပြောရတာလဲကျိုးမိတော့အကြောင်းနဲ့လာပြီးကိုယ်ကတော့မိမလေးကမကောင်းဘူးမိမကိုတွေ့လို့လားဆက်ဆံလို့လားမိမဘယ်ရောက်နဲ့ဆက်ဆံလို့လဲကိုယ့်စဉ်းစားတယ်ဘယ်ရောက်တွေ့လို့အလုံးလုံးတရားတော့အမျိုးသမီးတွေတန်းတဲ့ခြေရှိတော့ပြမားတယ်မိအေးတွေပါတော့အမတွေပါတော့သူတော်ကောင်းမိမတွေပါတော့ဘာလို့ပြောရလဲဘုန်းကြီးတွေတိတ်တဲ့ခြေရှိတယ်ကိုပြောလို့10ပါတော့ပြောဘာလို့တိတ်တဲ့ခြေပြောရတာဒါပြောတယ်အဲ့ဒီမှာလည်းတန်ကြီးကေကန္နာဖျားမှာကေတန်တရားကျင်းသွားတယ်တရားမှာတန်တရားကျင်းသွားတယ်တန်ခါမှာတန်တရားကျင်းသွားတယ်အဲ့ဒီတန်ခါလေးကျင့်တဲ့တိတ်ခါမှာတန်တရားကျင်းသွားတာဖြစ်ချင်းကြောင့် तू ကကင်ခါဝိတ္တနာအဲ့ဒီဝိတ္တုဖြစ်သွားပြီဆိုတမ္မာဒသနာဖြစ်သွားတယ်အိမိနာဉာဏ်လေးနဲ့အဲ့ဒီဉာဏ်လေးနဲ့တမ္မာနာကတော့ပြည့်စုံသောပုဂ္ဂိုလ်ဒီပြီးပါလို့ဘုန်းတော်ကြီးများဝန်ချက်တောင်းတယ်ဒါတော့ပြချင်လာတော့မယ်အိမိနာဉာဏ်နဲ့အင်တန်တရားကျင်းသွားတဲ့ဉာဏ်လေးနဲ့ပြည့်စုံတဲ့တမ္မာဒသနာနဲ့တမ္မာကောင်းမှုကဒသနာအမြင်မှန်သွားတယ်ဒီအမြင်မှန်လေးနဲ့ပြည့်စုံတဲ့မြင်ရတယ်ဘဝတည်းရောက်တော့ကျိုးပေးတယ်အချိန်လေးရှိတာဒါလေးဆရာတော်မင်းတို့ဆရာတော်နှလုံးအာရုံဆွဲမြဲပုံကဘုံနဲ့တီဝလိတ်ကိုတောက်ဖလာကျေးဇူးလုံးပြန်ပြီးတယ်မင်းဆရာတစ်ချိန်လေးနှလုံးအာရုံမှာတစ်ချိန်လေးနဲ့ယရနာသုံးပါးကိုစိတ်ထဲရှိတဲ့ကြံတယ်နှလုံးအာရုံဆွဲမြဲပုံကဘုံနဲ့တီဝလိတ်ကိုတောက်ဖလာကျေးဇူးလုံးပြန်ပြီးတယ်ဟုတ်ပြီလေဆရာတော်ဘုရားကြီးရဲ့ကြည့်ပြီးတော့ဓမ္မ
ဘာနာကလေးကမင်းတို့ဆရာတော်ကြီးဒီဆရာတော်ကြီးနှစ်ပါးရဲ့စကားကိုကြားရတဲ့အကျိုးကြီးပါအဲ့ဒီဉာဏ်လေးကတမန်တော်ကပြီးပါဘုရားကိရိဘုရားဘာသာတဲ့ကိမအမေနာကိရိတန်တရားဘာသာတဲ့ကိမနဂိနာကိရိတန်နာဘောမှာတန်တဲ့ကိမတိတ်ခါရတိတ်ခါအကျင့်ပေါ်မှာတန်တဲ့ကိမကင်ခံတဲ့တာဒီမဆာလီနာကိုနဲ့လူတရင်သုံးနေတဲ့ကိုဘုရားတော်လေးပေါ်မှာလူတယောက်ကလာပြောတာသူလည်းအသေးတာလူလာပြောတာတိမလေးနေရနှစ်ခုတွေ့ရတယ်သူတို့ကိုယ်တိုင်ကလည်းကပ်ပေါ်တယ်ကိုနာဂိယောဂါကြီးတွေကတော့အိမ်ချက်သွားတယ်ကျွေးလုံးမှာဘောကဒီနေ့တော့နာဂိတယ်အိမ်ချက်သွားတယ်အိမ်တော့ချက်တော့အိမ်မိမှာဒုက္ခကိုလာထမင်းရှိကိုစိုးမရှိတော့ရွှေ့ဝင်ချက်တယ်ဖြာဖို့ကိုလေးလောက်တာသူကကိုယ်ရဲ့ခံရွှေ့ရတာသူ့ရွှေ့ရတယ်သူကအဲ့ရွှေ့လို့မှလှူလိုက်ပြီးတော့ဒီလိုအတွေ့နိုင်ငံမှာထပ်မဖြစ်ဘူးဒီဘဝနဲ့မကြုံဘူးနေပေအောင်ကြောကုသိုလ်ပေါင်းမှုနဲ့ဘဝမှာနိုင်ပါစေတော့သူကအဲ့လိုပြောပြန်သွားတယ်အခုလည်းအိမ်ကိုကျွတ်တော့ရွှေ့လာတယ်ဘဝဆက်ဆက်ဖြစ်စီရလို့စုပန်သွားတယ်ဟောစဉ်းစားတော့ကာယကရှင်ကပြောတာရွှေအလူခံနဲ့ရွှေလိုများကတခါကြီးတော့မနေမှာဖရားရတာလို့သူပြောတာကျေတော်လေဟောဘာမှပြောတယ်သူပြောတဲ့အတိုင်းရကြတယ်ပြောတာနှစ်ခုလုံးကအိမ်ကျွတ်တယ်တဲ့ပထမအိမ်ကျွတ်တဲ့ဘုရားကျတော့အဲ့လိုနဲ့သူကကျွေးတူပြီးတော့သူကဒုက္ခသစ္စာကိုလည်းမြင်သွားတယ်နောက်တဲ့ဒီလိုဒုက္ခတွေမရောက်ရအောင်မဖန်တီးအောင်မဖြစ်အောင်သုတ္တပါမှာဆိုသူကြီးစီတီးလို့သူဆင်းသွားတယ်ဒုတိယတစ်ယောက်လာတယ်သူတို့လည်းအိမ်ကျွတ်လာတယ်ဒါပေမဲ့သူလည်းသူ့မှာလက်ကောက်ထုတ်တာဘဝဆက်ဆက်အဲ့ဒီလိုပြန်သူတို့ကိုလည်းပြီးတော့တွင်းရစုပါပါတယ်ကျဲတယ်ဟုတ်ပြီနော်ကျဲတယ်အားပြောတော့အဲ့ဒီခုလည်းကတော့ကျဲတယ်သူကဘာမှသူကိုလည်းအဲ့လိုမျိုးဟိုလည်းဖြစ်နေတယ်ပေါ့ပြီးတော့ကြောက်ပါပြီးတော့ကိုယ်တိုင်လည်းပဲအဲ့လိုမျိုးအစိုးရဝန်ထမ်းကန့်ကွက်ပြီးထွက်လာကုပေါ့မလို့တော့သူကြားတယ်နားတယ်ကြားတယ်နှစ်ခုပေါ့စဉ်းစားတယ်လို့ထင်ပါအခြေအနေဖြစ်လာဘာသာရေးတွေပြောပါရဲ့ကျန်တဲ့အသွေးဝေးဘာမှပတ်သက်အဲ့ဒီပါတီတွေနိုင်လို့လေဆရာတော်ကတ်နေလို့ရဘာပါတီဝင်နေမှာမဟုတ်ယူလဲလို့လက်စားလေးကြီးဝါရေးအုပ်ဆုံးတော့ပါလေတာကိတောဆုံးတော့တမန်လဲလို့လက်စားလေးပဲဒီလိုဆရာတော်လူတွေတန်းတာပါဘယ်အာဏာနဲ့ဖွဲ့စည်းနေမှာဘယ်ပါတီနဲ့ပတ်သက်ဖြစ်ဒါပေမဲ့နည်းနည်းစရာနှစ်ခုပြန်ကြည့်မနဲ့လက်စားကြည့်မယ်ဆိုတဲ့ဘာသာရေးခွင့်လွှတ်တဲ့ဘာသာရေးဆုတောင်းပုံမှာဖြစ်တယ်တပည့်တော်မှလည်းအဲ့ဒီဆက်ဆင်ခြင်းကြီးဆွဲလို့ဆိုကိုယ်တိုင်ဖြတ်ပြီးတည်ရင်းနဲ့တည်အောင်ပြန်ပြီးတော့ဂရေသာချီရပါတယ်လို့ဆိုလာတော့ဆိုတော့ပြီးတော့ဆက်ဆင်ခြင်းကြီးကိုကိုယ်ရဲ့ဆွဲဖြတ်တယ်အဲ့ဒီဆွဲရင်းကိုရတယ်ဆက်ဆင်ခြင်းကပြောလိုက်ပါအဲ့လိုပြရတော့မင်းတို့ခင်မမပြောလိုက်ပါကွာအဆွဲကိုကိုယ်ရင်ဖြတ်ပြီးတယ်စိတ်မရှမ်းမရှာဗရမရှာတဲ့ဘဝမှာနေရမိမိမပြရပါကစင်စွယ်လာလို့ကသူနာပန်တာဒီအတားဆိုငါဘုန်းကြီးပြီးပါတေးပြီးပေါ့တော့ခေါင်းလိုက်အဲ့တော့အဆွေးတယ်ဟဲ့မို့ဆိုဘာလဲမလာပါဗျာစတဲ့တဲ့ခင်ကအဲ့ဒီအဆွေးသူ့ကိုယ်လေးပဲပေါ့နှမောင်းနဲ့ယူပြီးတော့တက်ပြီးတော့တခင်မကိုဆက်လိုက်ပါစင်တဲ့နားနဲ့လည်းကတော့လာတာယူပြီးမှရဲ့စိတ်ရည်နဲ့ပါပါတော့ဘာလို့လဲစိတ်မရှားပြန်မသိဘူးမိုးဆိုးတယ်မင်းမိုးဆိုးတယ်ပေါင်းလိုက်ပြီးဒီနေအောင်သူတို့တော့ပဲဒီမှာသူ့ဘာလဲတရစနေဆိုလာသူ့ဘာလဲဘူးမသိဘူးအဲ့မိုးဆိုးနဲ့ပေါင်းလိုက်တယ်မိုးဆိုးတယ်မင်းပြောလိုက်ပါဒေါသရရှိတယ်တော့ပြချစ်တယ်ပေါ့စိတ်ရှားမြန်မရှားဗမြန်မရှားတော့ဒီရဲ့ဘဝနေရဲ့ကာတိတိဘယ်နဲ့တောင်းများစအဲ့ကမေးပြီးရတော့စင်စွယ်ချောင်းနေကိုနီလာပြတော့ဒေါ်ရီကပေါ်တာမင်းစိတ်ကပါလာချောင်းညောင်ကုန်နေတဲ့စင်သူလည်းပြတော့ကြောက်မရှိဘူးအဲ့စင်စွယ်လာမှာသူ့နားပဲပန်တာသူနှာမလို့မင်းတို့ခင်မဘာမှမပါတော့ဒီဆိုရင်ကဘာရောမှာဒီလိုဆိုရင်အဲ့ဒီကိုယ်တိုင်ရဲ့အဆွေကိုဖြတ်ပြီးပေးတာပြန်ရောက်ဖះရှင်ကငွေချိုးမှာတရားလို့လည်းအိမ်ငယ်နေတဲ့ဖြတ်ဆိုရောင်းချောက်တယ်မင်းတို့ဘာလို့မိထွားဒီဗမာပြည်ရှင်လူကြီးနိုင်ငံရလူလှတယ်ဆိုတော့မိထိုးမှအယုံထွက်တာလေဘုရားကနိလပိဇံတော်ရည်တန်နဲ့ဩရကဆိုဒီမင်းစိတ်ချမ်းနဲ့ပါ
ပြီးတော့သွားလေးချောင်းမပေးဘူးစနေလေးချောင်းမပေးဘူးဘာလို့ကိုယ်ဆိုရောက်ထွက်လာထွက်ဘူးတနခါလေးမှာမိတ်ကလေးမှာအင်းဝပါပါဘီထိုးမှာတော့ဟာအဲ့ဒါများပြောမင်းတို့ကမင်းစင်းသားကြီးကအနိုင်မဲ့ပေါ့မင်းဘာဆိုဘာနေရာပြည်လဲလို့ရတဲ့ဟောရဆိုပြီးနေစိတ်ခံနေပါပါလားရောလို့ချောတော့ကဘာတခါမာမရတော့မှာကပိလို့နဲ့မတော်ဒီဝါပေါ်လီရလို့ခါစစ်ချက်လို့ချောတကုန်းတိုက်တူမောင်းပလဲဟာဟဲမောင်းတော့ဘုရားနဲ့မမြင်ရတော့လေဝေဆိုးနဲ့တမီကောင်ရံဖြစ်ပါလေဒေါ်ရည်နဲ့တော့ပြီးကောင်ချရမှာလေမောင်းဝဲတော့ဘုရားမြင်ချောက်သွားတယ်လေခုနဒေါသပြတ်သွားတယ်မမြင်ရင်လည်းမမြင်ရတော့ဘူးမြေကတိုင်းသွားတယ်ပြီကိုမစိုးဒေါ်မြန်ကြီးနဲ့သူကတော့လုံးလို့ပါဘုံဝေလို့ပါပြေးလာကြမင်းတော့ပေါပါမင်းကတော့တော်တော်ပေါပါသူဘာလို့သူတို့ချတာတော့ကြောက်ကိုယ့်ကတော့မောင်ဘာလို့ရောက်လဲဘာမှမဝင်ထိုးပါလားဘာပြီးတော့လေဒေါသတွေရောက်မရှိအောင်လေကိုမစိုးရတော့မမေးဘူးဟဲ့ဒီနေ့မမနိုင်တော့လုံးဒါမှတတ်ရှိထွက်တယ်ညတော့ဆွမ်းကြောင့်ငါကြောင့်စိတ်ပေါ်ရတယ်ရေကန်တော့ဆော့နားကြောင့်လောကတော့မောင်းမဲသွားတော့ဒေါသတွေပြောကြောက်စိတ်ဖြစ်သွားတယ်ဘယ်ရတယ်အဲ့ချိန်မှာပြည်ရတက်ပြီးထူလိုက်ရဆိုတော့အဲ့ချိန်မှာကြောက်ပြီးတော့ပြောင်းရတယ်တိတ်ချုံပေါ်တယ်ဒီနာပြီးတာရောင်းရအပြာရောင်းစရာကတော့ဒါလေးလေးပေါ့ဗျာအဝါရောင်းဆိုတာကတော့ဒါနာရေးဘာသာရေးသာနာရေးဘာလို့ပြောရလဲဒီရောင်ကရေးအပြာရောင်းရေးဒီရေးပေါ့ဟုတ်အဲ့တော့ဒီရေးပေါ်တော့ပြောဟဲ့အဲ့ဘုကိမင်းကတော့ဘာရောင်းလဲဆရာတော်ကဓမ္မလေးတွေပို့တယ်ကျွန်တော်တို့တတ်တွေ့ရောင်းလေးဒူးရတဲ့တော့ဆရာတော်ကဆက်လိုက်တော့သူကမင်းဆွဲပါလေမြို့တွေတော့တော့ဘာလဲဒီလိုလေးဖင်နန်ကောင်းတယ်ဒီလိုပဲအရင်တော့ရှက်လိုက်တာမလေးဒေါသကိုမစိုးဒေါသကတော့အယုတ်ကအမတရလေးဆိုဆက်ပါထမင်းကြီးခေါင်းကျဲနေတာဒေါသကတော့အဲ့ဒေါသတွေမြင်တော့မီးထွက်တော့ဒေါသကြီးရဲ့ဒေါသငုံနေသူ့တော့ဒေါသကပြလက်နဲ့ဒီခုတ်ချစ်လို့မောင်မင်းရတယ်တော့အပြာရောင်ကြီးကြောင်ကြီးထွက်လိုက်တော့ဘုရားလေလေးမှာရောင်းနေတဲ့အလေလေးမှာမတတ်တယ်တမွေးချစ်တော့ကြောင်ကြီးချောက်တယ်ပြောတယ်အဲဒီဆက်ဆံမင်းခက်တော့မှာအဲဒီဆွဲတော့ဘာအပြစ်မှမမြင်နဲ့ပေးရတဲ့အစွဲဆူအဲ့ဒီဂျီလူတွေကကျင်းဟာပေးလိုက်တော့ဘယ်တော့ယူရင်းလူတွေများလဲဒီနေ့မပေးဘူးဆိုတဲ့ဆောင်တာဘယ်တော့ယူရင်းတို့ပေးကွာလာတို့ပေးဘူးဆိုတဲ့ဆောင်တရားဟောတယ်တရားဓမ္မဆိုပြီးတာကိုပေးတယ်အိန္ဒိယမှာတွေ့တယ်အိန္ဒိယမှာပေးတယ်ပြီးတော့မနော်ယူရင်းလားယူရင်း This isဘာလို့ပြောတော့ဘာလို့ဆိုတော့အဲ့ဒါရှိကဲဒါတွေတော့ဒီအဲ့တော့ကအနာပုရုဇဉ်ဘာပုရုဇဉ်နဲ့တူရသွားပြီတူရသွားရင်တိုင်နာပုရုဇဉ်အဲ့ဒီဆူလာတော့ဒီထဲမှာဒေါသကိုများအဲ့ဒီဒေါသကိုအနေဆဒုက္ခအဲ့ဒါအနေဆဒုက္ခတော့နတ္တတော့နဲ့ရှုနိုင်မဟာဒေါသဖြစ်တယ်အဲ့ဒါတူရလာပါပဲအဲ့လိုဆိုရင်မောမမတိအဲ့ဒီနေရာကြီးအဝေးကနေကြောက်ရတဲ့ကြောက်မယ်သို့ဖို့ရှိတိုက်ပြီးပြန်လာလို့ရှိရင်ဓာတ်ပုံကြောက်တယ်ရှိပါလေနော်ကိုပြမတဲ့ဘုံတော်ကြီးဓာတ်ပုံကိုရှိမှချမယ်ဆရာတော်ဘုရားတို့မသိတော့ကြောက်မလိမ္မာတော့ကြောက်တို့ပြမမိပါလေအခုအသိဉာဏ်နဲ့ရှင်ပြအောင်ဓာတ်ပုံကြောက်တယ်ရှိပါလေအဲ့ဒါကိုဖြေလိုက်ရစီတော်ပြီဟုတ်အများကြီးပဲနောက်တော့မာနအကြောင်းတွေဝိဇ္ဇာရဲ့အကြောင်းတွေပရိသန္တိတွေအကြီးဝိဇ္ဇာနဲ့ပတ်သက်တဲ့အကြောင်းတွေလည်းနည်းနည်းလေးများတယ်နော်စာရနဲ့ပတ်သက်လို့ဝိဇ္ဇာတွေရောများတယ်ပရာဝိဇ္ဇာတာဝိဇ္ဇာအဝိဇ္ဇာဝိဇ္ဇာရှိစရောကတော့ရှိပါတယ်ဝိဇ္ဇာလည်းဆက်တယ်သမုတ်ကဆက်ဒါဆက်ဆိုတော့ဝိဇ္ဇာကတော့ဝိဇ္ဇာကိုရောက်တဲ့အခါမှာဝိဇ္ဇာဆိုတာဝိဇ္ဇာအသိဉာဏ်တရားကဆောင်းတာဝိဇ္ဇာဆိုတဲ့အသိဉာဏ်ဆောင်းတာဝိဇ္ဇာကိုဝိနည်းတရားဝိနည်းတရားကဆောင်းတာဝိနည်းကိုဆောင်းတာဝိနည်းဒူတရားကိုအောက်ချိုက်လုံးနဲ့ချောင်းနေတာရပတ်ပြီးတော့ဒူလို့ပါတယ်နော်ဝိနည်းတရားဝိနည်းကဝိနည်းတရားကဆောင်းတာဝိနည်းကိုဆောင်းလာတဲ့ပုဂ္ဂိုလ်ဝိနည်းဒူဆရာတော်ပဲဒါ
တောက်တိုင်းဒုံးနေတောက်ချိတ်ချငါကောရကရတောက်ချိတ်လုံးနေရတော့တဲ့ဒိုးမှာပြန်လိုက်ဘူးဒီဒိုးဟုတ်ရဲ့ဒါလည်းမှလည်းအဲ့တော့ဝိဇ္ဇာကအသိပညာအတတ်ပညာဓာတ်ကဆောင်းတယ်ဆိုရင်အသိပညာအတတ်ပညာကိုဆောင်းတဲ့သူဝိဇ္ဇာလို့ဆိုတော့အများကြီးဖြစ်သွားတယ်အဲ့တော့ဒီလိုအလှပါတွေကတာတွေ60မိနစ်တော့ကလာလို့ပေါ့အဲ့ဒီအတတ်ပညာတွေဆောင်းလို့ဝိဇ္ဇာရိုးရိုးအတတ်ပညာသိပ္ပံပညာဝိဇ္ဇာပြင်သူ့လည်းဝိဇ္ဇာပြီးလို့ရှိရင်ပုဂ္ဂိုလ်ဒီဝါဒညာစပြီးဝိဇ္ဇာဉာဏ်၃ပါးဆိုတော့ဒါလည်းဝိဇ္ဇာအမင်းဉာဏ်ဘုံဆောင်တဲ့ဝိဇ္ဇာအဘိညာဉ်ဉာဏ်နဲ့ဝိဇ္ဇာဆိုတော့ဝိဇ္ဇာလို့ဆိုတဲ့စကားလုံးကများကြီးကျယ်သွားတယ်အဲ့တော့ဗราနဲ့တော်တော်ရှင်တဲ့ဗราဝိဇ္ဇာတန်တဲ့တန်ဝိဇ္ဇာဒါလည်းများတော့မဉဏ်ဝိဇ္ဇာအဲ့တော့ဝိဇ္ဇာတွေကများတယ်သူ့အကြောင်းတွေပြောရင်သက်သက်တည်းရတော့ဟောရရတယ်အခုပြောတယ်ဆိုတော့အဲ့ဒီဝိဇ္ဇာလို့များစာပေမှာရှိပါလားဆိုရှိတယ်ဘုံဌာနအနေနဲ့လူဘုံနဲ့ဆက်ဆက်တယ်လူဘုံနဲ့စုပါတဲ့ဂျားမှာသူ့အနေနဲ့တက်တန်းရှိတာရှိတယ်သူစေဝါစားနေတာရှိမယ်သူအင်းကြီးဆောက်တယ်မှာသူကမန္တလေးရွံ့ပြောပရိသေစိတ်မန္တလေးပြည်ရာသူစိတ်အားဘယ်မှမရှိဘူးရာတော့ဒါလို့သူတည်စုလို့ဆိုမန္တဝိဇ္ဇာပြောတယ်မန္တဆိုနော်အဲ့လိုရှိပါတယ်အဲ့လိုဆိုတော့ဝိဇ္ဇာဆိုတာရှိတာကိုကြည့်တယ်တတ္တလောကထဲမှာအကျုံးဝင်ဝင်လူလည်းမချက်နဲ့လည်းချက်ဖြစ်တယ်နောက်တော့တော့တကူကြီးသူတို့မှလည်းနှမင်းနေတော့တကူမကြီးဒါပေမဲ့အဲ့ဒီတချို့သောဝိဇ္ဇာတွေကတော့အဲ့အကြီးချော့တယ်တော့နေတာလည်းရှိတယ်မျိုးသူတို့အပိုင်းစားတွေအများကြီးရှိတယ်ငယ်လိုဖြေလိုက်တာပါအဲ့ဒီဝိဇ္ဇာတွေကထွေရဝါဒနဲ့ပတ်သက်ပါလားလို့မေးတယ်ပတ်သက်တဲ့ဝိဇ္ဇာတွေပတ်သက်တဲ့ဝိဇ္ဇာတွေထေရဝါဒသာသနာကိုစောင့်ရှောက်ပြီးထေရဝါဒနဲ့ပတ်သက်တဲ့ဝိဇ္ဇာဖြစ်ထေရဝါဒသာသနာကိုမစောင့်ရှောက်ဆိုထေရဝါဒနဲ့ပတ်သက်တဲ့ဝိဇ္ဇာနတ်တွေထဲမှာလည်းထေရဝါဒဆရာတော်ဘုရားကြောင့်ကြည်ညိုတဲ့နတ်ဆိုရင်သူတော်ဟောတယ်ထေရဝါဒသာသနာတော်ကြီးမကြည်ညိုတဲ့နတ်ဆိုရင်မိစ္ဆာနဲ့ဖြစ်ဒါတော့ရှိရမယ်ရိုးရိုးဒါနာလေးနဲ့သိသွားတယ်ဝိပဿနာအာမလို့တမာလေးဉာဏ်မရှိရင်သူကမိစ္ဆာတွေနဲ့ဖြစ်အဲ့ဒါဘုံမှာရှင်သာရိပုတ္တရာကိုယ်ကြီးကတော့ခေါင်းလေးပြီးတော့လမ်းဖလောက်မှာဝင်စားတယ်ဘုရားနောက်နတ်ဘလူးမြေကိုရောက်အဲ့ဒီခေါင်းမှာချက်ကြိုက်တယ်ဘလို့ပေါ်တယ်ကိုယ်နဲ့ဘာပတ်တယ်အဲ့မှာရိုက်ချင်တယ်ဟောင်းရိုက်တယ်ဒါဆိုသူကစမ်းတယ်နော်ဘယ်လိုဆိုတော့မျိုးရှိပါတယ်အခုပြောနေတာကသူမေးတဲ့နေရာမှာအဲ့ဒီဝိဇ္ဇာလူကတကူအရေးမရှိပါလားဖြည့်တယ်သမုဂ္ဂဆက်ကသမုဂ္ဂသင်္ကြီးဆိုတဲ့ကောင်မလေးကိုအဲ့ဒီဒါနဝခေါ်တဲ့ဘလူးကဆောင်းသွားတယ်သူကစားဆောင်းကဒီကောင်မလေးချောတာပြင်တော့မလို့သူကျုပ်လေးတဲ့ထိတ်တော့သူသွားလေပုံသွားတယ်စိုက်ကျုပ်လေးကိုချပြီးတော့အဲ့ဒီကျုပ်လေးကိုချလိုက်တယ်အဲ့ဒီကျုပ်လေးကိုချလိုက်ပြီးတော့ရေချိုးတော့ဘာလို့ပြောရေချိုးကျုပ်တဲ့ပြီးမှကျုပ်တဲ့တော့ရေချိုးတဲ့ခါလဲကြာတော့အဲ့ဒီသူရေချိုးတဲ့ချိန်မှာမနှမကန်နေရမှာဒီကောင်မကိုကြည့်ထားဒီတော့သမုဂ္ဂသိနေအဲ့ကျုပ်ကလေးကိုချပြီးတော့ဒီကုနာဘုရားရေစိမ့်ချိုးတာသူကောင်မကိုကြည့်နေတာအဲ့ကောင်မလည်းဘလူးနဲ့ဆိုင်အပေါ်မှာအဲ့အချိန်မှာဝိဇ္ဇာတယောက်ကဝါယုတ်ကပုဒ္ဒရာကိုလည်းဝိဇ္ဇာကအပေါ်ကအောင်းငယ်ကမန္တလေးနဲ့မန္တလေးကိုလည်းသွားတာသူ့မှာတန်တယ်လေးလည်းကြိုက်မန္တလေးကိုလည်းသွားတာတော့ဝိဇ္ဇာလည်းငယ်ချောလေးမှာတယ်ဟိုကောင်ဘလူးနဲ့ဆိုင်သူကကောင်မလေးမျက်စာတမ်းပြည့်တယ်တော့ဟိုကောင်လည်းဝိဇ္ဇာလည်းအောက်ဆင်းလာပြီးတော့အဲ့ဒီသူရွတ်တဲ့မန္တလေးကကောင်းကင်ကိုပြန်နေတယ်ဆိုတာဘလူးတွေနဲ့ဘလူးတွေလည်းတူကြည့်သူအဲ့ဒါအဲ့ကောင်မလေးလည်းတော့သွားလိုက်တော့ရကတော့ဟိုကဝိုးနေကဘလူးကရေငိုးတယ်ရှင်တက်လာမှာဝလန့်ကျဲတယ်သူကကောင်လေးကဒါကဟိုကဖိထိုင်တာလို့ကျုပ်ပြီးမှမမြင်လိုက်မြင်တော့အဲ့ဒီကောင်လေးတို့ထဲမှာထည့်ပါတော့ငုံချရတော့ပါတော့တို့ဖះလောင်းရဲ့တေးရှိဘူးပေါ့ဖះလောင်းကိုကြည်ညိုတယ်ဘလူးကမြတ်စွာဘုရားဆရာကြီးကိုလည်းမတွေ့ရသေးဘူးဆိုပြီးတော့ကတော့ဆရာကြီးကသူ့တရားပြရတယ်ကုဒုံအမေဇတတောတယောဇံသောကတာဣဒံနိတိတာဟေးမင်းတို့နေမရတော့လာရတယ်ကွာထိုင်ရတယ်ဆိုတော့အရှင်မြတ်ကိစ္စကဘောလို့အရှင်မြတ်ဘောလို့လဲကြောက်ဒီလိုဆော်ရလိုက်တာမလိမ္မာနဲ့ကွာမိမရတယ်ဒီဘလူးဟာမိမကဘလူးသိတယ်မသိတော့ဘူးမိမကိုကျုပ်တဲ့ပုံလားနောက်ရောက်လာဒီကျုပ်တဲ့မှာဝိဇ္ဇာကောင်ဝိဇ္ဇာရောက်စိတ်ဆိုးသွားဒါမင်းတို့ဘူးကြည့်တယ်သူ့လည်းသူ့မှာတန်လေးပါတယ်မင်းကဒေါသနဲ့များ
ခွင့်ပြုလို့မင်းတယ်လို့သူဖြတ်ပါလက်ပါသူများမရဘူးလေခိုးသေးတယ်သူ့ယောက်ျားကိုတတ်တယ်စိတ်ဝိဇာကိုရှိတယ်တက်ဟုတ်ပြီနော်အခုသူများမရောက်တဲ့သူမတော်တရားလုပ်နေတယ်သူ့လင်ကိုလည်းသူအတားလို့ပဲဇကောစဉ်းစားလိုက်အဲ့ဒီဝိဇာသူဒီဇကိုးအင်းကြီးပဲရှိတယ်နိုးတီကဟောတာစဉ်းစားချင်းဘယ်ဝိဇာကိုင်းအောင်မှမထည့်ဘူးအမောကဇတ်တင်ပြောနေပါတယ်မလုံးနဲ့အရှင်မြတ်ဒီတော့ဘာလို့မလဲအောင်ညီလေးတွေတဲ့အကြိမ်မညီလေးမနေလို့ရှိရင်မျိုးတခါရဲမျိုးဟိုနဲ့တန်နဲ့ဖြတ်ပြီးမင်းနဲ့ဖြတ်ပြီးတော့မိမိမှလူပါမှာအတားလေးပါဇက်လေးခါကွာပါစီတော့အဲ့ဒီအမောကဇတ်ကိုကြည့်လိုက်အဲ့ဒီဝိဇာကြီးမန္တန်ရွေဝိဇာကိုတကူအရင်မရှိပါတယ်ကျုပ်ကအတားလေးခုချတိုင်းခွင့်ရတော့မြင်မြင်ထွက်လိုက်သူကွာပါစီတော့မဟုတ်လို့မင်းကဒီကောင်မမင်းမဆော်ကားလိုက်တာကတော့မင်းသေးလိမ့်မယ်လို့အဲ့ကြောင့်ကရှင်ဘုရားရဲ့ရှင်ဘုရားကပြီးရောရဲ့တဏှာရာကိုမြင်လိုက်ပြီးတော့တက်ပြီးတွေ့တယ်အဲ့ဒီဒါနကဘလူကအမုကဇာစာရကဒီဘတ်ဘဝကဒီဘတ်ပါကူပါရှိတဲ့ကြောင့်ပြောလိုက်တာတကူရှိတာရှိတယ်နောက်ကတော့ဝိဇ္ဇာတရစအဲ့ဒါဘယ်လိုလဲဆိုတော့အဲ့ဒီဝိဇ္ဇာလည်းစွမ်းတာပဲဆိုစွမ်းတဲ့ဝိဇ္ဇာတွေတော့ခက်တော့ခက်တာဇတ်တော်လည်းမစွမ်းတဲ့ဝိဇ္ဇာဒီနေ့မှဒီလိုပါဘတော်ရချင်းအဲ့ဒီဘင်းမိရချိုးတော့ပြီးတော့စော်ကားတော့တိတော့ဟိုကဘီဘီကသူ့ကျင်းတဲ့တော့တကူရှိတော့တော့မရအောင်အဲ့တော့သူရောက်တော့မင်းရှင်မင်းကြီးညနေကျရင်ဝိဇ္ဇာပြောလာပြီဟာနင်းဘာလို့မရအောင်တကူရှိအဲ့ဒါဆိုလို့ရှိရင်ဘာလို့ရှိလဲအဲ့ဒီမှာဝိဇ္ဇာကသူ့အပေါ်အိတ်နေချင်တယ်ကွာလက်ငါးရောက်တယ်ဟင်္ဒရာဘီနာဟင်္ဒရာဒီအောင်စေးဒီကိုဆိုစေးဒီနဲ့တက်လာတော့ကြောက်တယ်ဘုရားအိတ်ပြန်သွားပြီလားမနဲ့လည်းကြားကြောကြောမှာဘယ်ကားရောက်ဖြစ်ကိုရှာမ်းကွာလို့ပြင်ရှာခိုင်းတယ်အဲ့ဒီပုဂ္ဂိုလ်ကမဇ္ဇလိဟာဒီနေ့ကြည့်ပြီးသိကြပါမဇ္ဇလိဟာတိတ်ကြည့်လို့လူတွေကအော်ဒီပဲစားတာဟာဝါဒဘက်တော့ခြေတော်တစ်ချောင်းမဲ့တီလာအားကောင်းလို့ခြေတော်တစ်ချောင်းတော့တစ်ချောင်းနဲ့တော့လားလူတွေအကုန်လုံးကြည့်လို့တကူရှိတယ်သူတကူရှိတယ်ဝိဇ္ဇာလေမဇ္ဇလိဟာနေလေးကြည့်နေတော့နောက်ကကြောကတိုင်လေးရောက်ပါတယ်နော်သူကလည်းကြောမှတိုင်ရရဲ့ကြောလည်းငါအဲ့ဝိုင်းပါလို့မန္တလေးကထွက်ပြီးသွားတယ်သူတကူရှိတယ်စွာရှိတယ်တဲ့ဘင်းနေပါလေဟန်ဆောင်လို့တင်ကားနဲ့ဟန်ဆောင်လို့အဲ့ဒီမှာလည်းဘင်းကအသိဉာဏ်ပြီးတော့ဒါပုံကြီးတစ်ပါးဖြစ်အောင်ရှင်းတဲ့ဘုန်းကြီးတတ်ကိုပါဒါခုနပြောရပြီဘုန်းကြီးတစ်ပါးမကောင်းလိုက်တာဓမ္မကရိယာကဥပဒနာလောဘတည်းဓမ္မကရိယာလုံးတယ်မလို့ပါပဲသူ့သေးချာမသိရတဲ့ဘုန်းကြီးတွေကိုမောင်းရိုက်နေတော့ကြောက်ဓမ္မမနေတော့အဲ့မဲ့ဘုန်းကြီးကိုသူကဟန်ဆောင်လိုက်တယ်အဲ့ဒီမှာမနေနဲ့တရားမင်းဆန္ဒပြီးတော့ကြည်ရွယ်ရှိတဲ့ဘုန်းကြီးတွေပါလို့ဆရာဘာလို့ကြားလာလို့လဲဆိုတော့ရှင်မင်းကြီးအဲ့ဒီပုဂ္ဂိုလ်ရဟန်းမဟုတ်ပါဘူးရဟန်းတူပါတကယ်သူကဝိဇ္ဇာခေါ်ရတယ်တရားဟောတယ်ဒီမှာပြည့်စုံကဘုရားပြည့်စုံကဘုရားကအဲ့တော့ပြည့်စုံကဘုရားဆရာတော်မှတ်ချက်ရေးတယ်ပြည့်စုံကဘုရားတဲ့ဘုရားအလုံးတော်တရားမင်းကပူ၍တရားဟောတတ်ပါအဲ့ပြည့်စုံကတရားဟောတယ်ပြည့်စုံကဘုရားကတရားမင်းကပြင့်လိုက်တယ်ပြည့်စုံကဘုရားနှစ်သိန်းရှိကဘာသိပါဠိပြည့်ပြည့်စုံကဘုရားတွေ့ဘယ်ကကြည်သွားတယ်တရားဟောတာတွေ့ရအောင်အဲ့လိုမျိုးတရားမင်းကဘုရားတော့ပြရတာပြည့်စုံကဘုရားမသိဘောတယ်မင်းကြီးဒီနေ့မှသာပြီရဟန်းဆိုတာအဲ့လိုမလုပ်တဲ့ခုဝိသုဘပဲတရားဆောင်ဒါလေးပဲပြောတယ်ဒါကာမဂုဏ်ရဲ့အဖြစ်ကြီးဟိုင်းဆောင်လိုက်လေးနေတယ်လို့ဘုရားလုံးတရားမင်းရဲ့တရားဟောတယ်ဘုရားလုံးတရားမင်းရဲ့တရားကြောင့်ဘယ်ကချွတ်တော့မှာပါကြည်ရွယ်ပြည့်စုံကဘုရားကြည့်အဲ့ဒါသိဘူးပြည့်စုံကဘုရားအရှင်မြတ်များသည်နှစ်သိန်းရှင်နဲ့ကဘာသိန်းပါပြီးပြည့်နှစ်သိန်းရှင်ကျင့်တာပြုကြောင်းဟောတော့ဒါသိဘူးအဲ့ဒါကြောင့်သမ္မာသမ္ဗုဒ္ဓနဘောဓဘဂဝါတော်ရတ္တသမ္မာသမ္ဗုဒ္ဓတာလေးသိန်းကဘာသိန်းပါပြီးပြည့်တဲ့သမ္မာသမ္ဗုဒ္ဓကအတုမရှိတဆူရဲပွင့်တယ်ပြည့်စုံကဘုရား900 100တော့ဘုလို့ရှိတယ်အဲ့ဒါသိဘူးလို့လေအဲ့တော့သမ္မာသမ္ဗုဒ္ဓနဲ့ပြည့်စုံကဘုရားမတူဘူးသမ္မာသမ္ဗုဒ္ဓတော့ဘုရားအောင်ဖြစ်ညာတော်လေတရားရတယ်တရိစ္ဆာန်ဘွားကိုခေါ်ရတယ်အဲ့ဒါဘာလို့လဲဒီသာသာတော့ဝင်နေလို့တရန်နဲ့ရှင်သူတိတ်ခေါ်တယ်လားဆရာတော်ဗျာလေးသိချင်းတော့လေးသိချင်းတော့တိတ်တော့လုံးနေကနေပါလို့ပွင့်လင်းရွှေနဲ့ပွင့်ရတာထွန်းလင်းရွှေနဲ့ပွင့်ရတာနမ်းမှန်ပဲလေအောင်သေးတယ်အကျိတ်တော့မြန်ကိုက
နှစ်ကြည့်တော့ပါကိုယ်နဲ့ညာနဲ့မင်္ဂလာမြတ်တော့သူ့မိတော့သူ့စီတော့သူ့စားတော့ပေါ့တော့ဘုသူသုံးခုနဲ့ကတ်ကူတန်နဲ့ခေါလာတော့ကတ်သွားကိုယ်နဲ့ညာမင်္ဂလာသူ့မိတော့သူ့စားတော့ပေါ့တော့ဘုသူသုံးခုနဲ့ကတ်ကူတန်နဲ့ကတ်ကူတန်ခေါလာတော့ကတ်သွားအဲ့ဒီဘုရားကိုးဆွေအောင်အဲ့ဒါဘုရားကိုးဆွေအဲ့ဒါလောကရဲ့ပွင့်ထင်ရှားလောကသုံးပါပွင့်နေတဲ့ပေရှားအေးရတာနဲ့အရာတော်လေဒုံလောကဖြစ်ပြီးတော့ဒုံလောကအရာတော်ဒုံလောကအရှင်ရဲ့ဘုရားခေါ်အောင်မှာရွှေဘွားတော်အောင်ညရောက်ဦးတင်ကိုဝင်ထမ်းပါကိုဝင်ကလေးထမ်းနေထမ်းနီးယူပြီးတော့ဝိပဿနာလေးနည်းနည်းလုပ်လိုက်တာတရားနာတာထမ်းပါတဲ့စီဟောအဲ့ဒီမှာအနုလုံနာရောက်ကြားလေးအားထုတ်ခဲ့ကျေးဇူးကြောင့်မာဝိဒဝိပဿနာဉာဏကျေးဇူးလေ့လာလို့ကျေးဇူးဥပဒိဋ္ဌိယအဲ့ဒီသာသနာပေါ်ကိုဝင်လိုက်တဲ့ကျေးဇူးလေးဘုန်းကြီးဖြစ်ပြီးတရားလေးလို့ကျေးဇူးလေးကဥပကျေးဇူးဥပဒိဋ္ဌိယကြောင့်ပြီးပါဘဝရုံမြတ်ဘဝမှာရုပ်ရတာရုပ်ပါအလောင်းတော်ကြီးရောက်ခွေးပြပါတယ်ဘဝရုံမြတ်ကျေးဇူးဥပဒိဋ္ဌိယကြောင့်ဘဝရုံမြတ်လူနဲ့တိစ္ဆာအမှန်ထိုးလူ၎င်းကျိုးနဲ့ကြောင်းကောင်းအပေါင်းဆိုအကြောင်းကိုထူးထူးထွန်းဆရာကင်းသိရင်တန်တော်တပရာတိဥဒီအဲ့ဒီဝိပဿနာနဲ့လုပ်ခဲ့တဲ့ခြေစုတာနဲ့တွေ့ခဲ့တဲ့ခြေစုကြောင့်ဘယ်ဝရောက်လဲအခုဒီတရားနာလိုက်တဲ့မိမိကောင်းမိမိလေးလို့ပြောလို့တရားနာခွေးမှကျတော့မမြလေးသူများလည်းမြင်ရှိတယ်ခွေးမသိလူနဲ့တိစ္ဆာတန်တန်ထူလူ၎င်းဟာလူနဲ့တိစ္ဆာဖြစ်သွားရင်လေအကြောင်းအကျိုးကောင်းတဲ့ဆိုကိုထူးထူးထွန်းဆရာကင်းသိရင်တန်တော်တပရာအဲ့ဒီတမရာတော့ဆက်လက်စနစ်ဆက်မှာဒီသင်္ကန်းကို၄ရက်ပို့ဆိုသိတယ်အလိုလိုသိတယ်တော့ဘုရားကိုယ်ပေါ့အဲ့ဒီရှင်းချက်ဘုရားနဲ့ကိုယ်ပိုင်ရွှေဝါဆက်ကိုတွေ့ရောက်လို့တင်ကိုဝင်ကိုယ်ကစီထမကစီခံရရတယ်အဲ့ဒီမှာလုပ်ခဲ့တဲ့ဂျေဇူးလေးဘုရားသာသနာဝင်ခဲ့တဲ့ဘုန်းကြီးဖြစ်ခဲ့တဲ့ဂျေဇူးလေးအဲ့ဒီကိုယ်ဂျေဇူးပေါ့ဒီပါဝိဝိဇ္ဇာတရဆဝိဇ္ဇာအဲ့တော့ရှိတယ်ပြောပါမယ်နောက်တစ်ခုမာနနဲ့ပတ်သက်တာအဲ့ခလေးလူငယ်လေးပြီးပါတယ်တော့အဲ့ဒီမာနနဲ့ပတ်သက်တာလေစပ်ပြီးပြီးတော့ခြေဝဲပါရှိပါတယ်နော်မာနနဲ့ပတ်သက်စပ်ပြီးပြီးတော့ခြေဝဲပါရှိပါတယ်အဲ့ဒါလည်းသူကသိကြပါလေမာနကလည်းတော်ဆိုးတယ်နော်အဲ့တော့မာနအကြောင်းလေးနည်းပြောပါမယ်မာနဆိုတဲ့ဥစ္စာကြီးအလုံးသိတယ်တဲ့မာနကကြီးချင်းလေးတခုအရင်ကျိုးနေပြောပါမယ်။ထေရဝါဒပိဋကစာပေမှာခန္ဓာမှာမေဇုမကိရမပိဋကရမဒီဝဘုရားမှာငါးပါးမှာဒီဝနတ်ဘုရားသာနတ်ကတာနတ်တာဗျာ။ဆိုတော့ကျန်တဲ့နောက်ပိုင်းစာပေနဲ့ဘုရားဘာသာစာပေရတယ်လို့နောက်ပိုင်းစာပေတော့နတ်မာရဆိုတဲ့နတ်ကိုအကောင့်ထဲမြူစားနတ်လိုအကောင့်ထဲမြူစားခဲ့တယ်။အခုကိုဖြစ်ရအောင်တော့တိုက်တွန်းပြီးတဲ့စိတ်သူကဘယ်လိုဆိုတော့ spirit ဆိုတဲ့ဘောဟာဝိညာဉ်နဲ့နဲ့ evil spirit evil ကမကောင်း spirit ကနဲ့မကောင်းတဲ့နဲ့တနည်း spirit ဆိုဝိညာဉ်ဆိုဝိညာဉ်ကြီးကြောင့်အသိစိတ်ကြီးကြောင့်မကောင်းတဲ့အသိကြီးဖြစ်တယ်မနဲ့ဘူးလေလို့ဆိုစားအကောင်းတဲ့တရားအနေနဲ့ကဘာကပူစားဘူးမဆာပေဒီကဆာပေရဝဒဝိနတိယမနကဝဒဝိနတိမလားဟုတ်လားမနကမှာသူ့ကိုမမလေးတော့ရှိတယ်လို့အဲ့လိုတို့ရကပိဋကစာပေပါဠိစာပေနဲ့မြန်မာထေရဝါဒနိုင်ငံရဲ့ထေရဝါဒဥစ္စာကပိဋကစာပေနဲ့ဘေးဆိုပြီးတော့နတ်သားလို့ဥစ္စာပါတယ်အဲ့ဒီချက်ပရောင်းစာတိပေါ့ဒုတိယချက်ကကမ္ဘာအမြင်ကနတ်သားလို့ပြောတာဘူးမကောင်းတဲ့စိတ် evil spirit မကောင်းတဲ့ဝိညာဉ်ကောင်းတဲ့တရားတော်နာဘုရားနာမစားကွာရက်သွားတော့ကောင်းကိုငွေစုကပေါ်တယ်အဲ့ဒါမှန်တယ်အဲ့ဒီမှာဒီကောင်းတဲ့စိတ်ကိုကောင်းတဲ့ကုသိုလ်စိတ်ကိုတတ်လိုက်တယ်သူယူဆတာကတော့လည်းယူဆပါအဲ့တော့အရှိတဲ့အနောက်ကပြောရပါပြီအဲ့တော့မနက်ကဝရဝိနတ်ပြည်မှာနေရာထုတ်မှနေတယ်လို့ငယ်လို့ပါသူကမိရတယ်ကွာဘသူတွေကိုနောက်ချက်ပေးနေတယ်လို့ပြီးတယ်ရဟန္တာများကိုနောက်ချက်ပေးနေမှာအဲ့တော့ဒါပဲနော်ရဟန္တာများကိုနောက်ချက်မပေးနိုင်ပါဘူးကျန်တဲ့အခုတော့ရှိတော့ချုပ်တော့တာပါများခိုင်မာတော့အပြည့်တော့တာပါရှိဒါ election တူရပတ်တာညဇောဘယ်တရားလာပြီးတော့အဲ့တော့တော့ရကြည့်သွားတယ်တော်ရပြီးတော့အဲ့ဒီမန္တကကသူ
သူရခါမနကပြန်ရောက်တယ်ကျောင်းကြီးတော့6တယ်ဆိုတော့ကာယအနေနဲ့ကဖြစ်လို့အင်္ဂလိပ်တော့အရှင်မြတ်ဘာကိစ္စလဲကြွလာပါလေဗျာသူရခါကခုနကဘုရားတရားကြီးမှားတော့တိလိုက်အဲ့ဓမ္မတိတယ်တိပါဓမ္မတိမတိတာလို့ရှိရင်တော့မနကဖြစ်စီလို့ပြရတော်တယ်တော့ပန်ဖြစ်တယ်ဘုရားဘုရားရှင်ကလည်းအဆရာတော်ဓမေတန်ပြီးတော့ဟာပြောင်းမနက်ပဲဘုရားရှင်တို့မိကပြောလိုက်တယ်ငမားတော့လို့ပြောတယ်မနက်တယ်အချို့သောတရားတွေကသင်္ခါရတွေနေစားတယ်အချို့သင်္ခါရတွေအနေစားတယ်မြဲသင်္ခါရရှိတယ်ပြည့်မဖြစ်တယ်ဒါနုမိမနက်ပဲပွားလိုက်အဲ့လိုအတူရပတာတောတာတည်တယ်သူ့စိတ်ပိုင်းဆိုင်ရာတွေနှောက်ရှက်တယ်ကာယပိုင်းဆိုင်ရာတော့ဘုရားရှင်နှောက်ရှက်ဝိဇ္ဇာမှာဘုရားရှင်တော့မနှောက်ရှက်ဘူးဝိဇ္ဇာပုံတိုင်းကိုဆုံးမကဘူးဘုရားရှင်ကိုဆုံးဒုက္ခရောက်ပါတယ်အဲ့လိုနှောက်ရှက်ပေးတယ်ဆွမ်းအားရှိတယ်ညီငယ်ပြောလိုက်တာပါအဲ့တော့မွေရောင်ဖန်ဆင်းတယ်နွားရောင်ဖန်ဆင်းတယ်အဲ့ဒီမှာလည်းအင်းရစာပေမှာအဲ့လိုဖြစ်တယ်မွေဆိုတော့ဒီတော့မွေပွားလာနွားတွေပွားလာစီးတွေပွားလာဆိုအဲ့ဒီမနက်ကိုကြောက်တာနဲ့အဲ့ဒီပုံစံမျိုးစုံလုပ်ပြီးတယ်ဆုံးပါတယ်အဲ့ဒါဆိုရင်မနက်ဆိုတာရှိတယ်ဒီရဝရစာပေမှာအကောင့်ထဲတည်းရတယ်ဘုရားဝိနည်းကြီးကနတ်သားတူနတ်ဆိုးနိုင်တူနေတယ်ရှိတယ်နောက်တိုင်းစာပေအခြားစာခေတ်သစ်စာပေတွေမှာမနက်ဆိုတာပေါင်းတဲ့ပုံကိုဆိုတယ်ဒီလောက်ပြောပြလာတော့နော်ဒါမနက်နဲ့ပတ်သက်တယ်အဲ့ဒီမနက်ကခုနအဲ့ဒီရရနာအောင်မှာကံကံကျိုးယုံကြည်တဲ့ပုံတွေနောက်ဆက်တယ်မနက်နောက်ဆက်တယ်ရန်ဖြစ်မှာဘသူတွေကိုနောက်ဆက်တယ်လို့ဆိုရင်ရန်ကအစီအပွားပုံတွေတော့မြဲဆိုမနောက်ဆက်တယ်ဘူးကျန်တဲ့သူတွေဥပမာနမူနာပြောမယ်ရှင်ဥပကုရခွေးတွေကိုဆရာတော်တရားဟောတယ်ခွေးတွေကိုမနက်တယ်ပြီးခွေးတွေကိုလူဆွဲတယ်ဆိုတော့တရားဟောဖို့လေအဲ့ဒီဇာတ်မှလည်းတာတိမတ္တိယကိုတရားဆွဲတာရှင်ဥပကုရဆွဲတာပေါ့ဟောရှင်ဥပကုရမနက်တယ်ပြီးကိုဆွဲတယ်လို့မြည်သည့်ပါဠိတော်ထရာတိကမှမလာပါမရှိတဲ့တယ်ကွာဒါနဲ့ပတ်သက်ခဏခဏဟိုဘူးကြီးဟိုပြောဒီလိုသူတို့လေအဲ့ဒါနဲ့ပတ်သက်လို့ပါဠိစာပေအင်္ဂလိပ်စာပေကြောက်စာဝီနီတောက်တယ်ပြီးပါဆွဲတော့အကုန်ရှိတယ်ဒီနေ့ပြောတယ်အဲ့လိုဆွဲတော့ကြည့်တော့ဒီချက်ကိုပြောတာဗမာပြည်လုံးလက်ခံရတဲ့ဘုံဖြစ်ချင်းတော့နမူနာလေးဆက်တော့သူ့ရဲ့အထောက်ပံ့မှာကြီးတဲ့အချက်တွေများတခုမှသမိုင်းနေတယ်တော့စာပေနေတော့ဝီနီနေတော့အဘိဓမ္မာနေတော့တခုမှမကဲတဲ့ပြောလိုက်ဒီလွတ်လိုက်ရင်လွတ်လာဆိုပြောလိုက်ရေးရတော့အချက်တွေများကြိုက်တဲ့ပုံကိုရေးပါရှင်ဥပကုရပတ်သက်ကြောင်းနဲ့ရေးရမှာကြိုက်တဲ့ပုံကြီးကြိုက်တော့ဝယ်ရအခုမှတိုက်ရင်မရှိဘူး။နောက်နောက်စပြောဇက်ကြီးဆောင်ပြီးပုံပြီးအတ္တတင်ကြီးတဲ့တပိတ်အမတ်ရှိဖြစ်ပြီးသိကြီးရလိုက်ပါသိခါဘူးလေအများကြီးကြီးနဲ့စွန်းစားတဲ့ဘုံကြီးဒီဘယ်တကဘာလုံးမှာရှိတဲ့လက်စွာပြတဲ့ဒီနေ့ချိန်ဒီဘုံကြီးဘယ်ဘုံကြီးမှာဆက်ဆောင်ချုံမသားပတ္တတင်ကြီးတပိတ်အမတ်ရှိဖြစ်ပြီးပိဋကဘာသာဆုံးကိုဘုရားမီစားဟန်ကိုသိကြီးရသိခါရန်နာတိကေမြတ်စွာဘုရားဝိနည်းများကိုအတ္တမြတ်ပါဠိမောက်ကအတ္တကိုပဲစွန့်ရစေလို့တော့ဇီဝတ္တပရိစ္ဆေအတ္တကိုစွန့်အောင်တော့ဝိနည်းကိုမစွန့်ဆိုတဲ့ရန်နာတိကေကိုမှအစကြီးစွန့်ရှင်းရှင်းလေးတရားကလေးဆုံးမမဲ့တော့ပြောလိုက်ဟိုမှာညောင်လေးတော်ရကဆရာကြီးဥရိယသူ့စေသူရှင်များရဲ့ဒီစေတံခံတယ်ဒါလေးပြောမှာဒီပြီးတော့စေဥရိယပြောတယ်ငါကဝိနည်းဥရိယသိရင်သိငါလည်းမင်းနဲ့မင်းကိုငါလည်းငါ့ကိုလိုက်တာညောင်ပြီးတော့ရပရိစ္ဆေဘုံမှာရ1948ခုနှစ်မွေးပါ sorry ဦးလေးတို့ဆရာတော်ကလာပေါ်ပြီးမောနေတာပြီးတော့လေမော်တီဖြိုးရတယ်အဖက်လေးပါဇက်ပိတာဖြစ်တော့80နဲ့နှစ်မှာတော့အဘမသိနေတော့ဘူးမတော့သိချင်တယ်ထင်တော့အဲ့လိုသူတို့စင်ဆရာတော်တွေကိုတတ်မှတ်တယ်သူတို့တော့ဝိနည်းတော့ပြီးရတယ်ဆိုရင်အရှင်ဥပကမထင်နေသေးတယ်နာဖြစ်ခဲ့မှန်ရင်စက်ကြီးဆောင်ပြီးတော့ဆုံးမလို့လားမစားရဒါဝိနည်းတော့နောက်ဆက်သူတို့ထုတ်ပတ်နေတဲ့မှာခေါ်တဲ့ဆရာတော်ရဲ့ဟောပါတယ်တန်ခါကိစ္စကြီးရှိတဲ့အခါမှာသူကဆရာတော်အတိုင်းမတင်တာသူဆရာတော်ပြန်ပြောတဲ့ဘုန်းကြီးအများရှိအကြောင်းတော့ပြန်မပြောဘူးအဲ့တော့အဘိဓမ္မာတော်လည်းကြည့်တယ်မထင်မြင်သည့်သမဘဝန်စားနဲ့ကျင်းအလေးအများသောကြောင့်ဆုံးနိုင်ခြင်းကိုတော့ပြီးထုံးတယ်မရှိဘူးသမဘဝန်စားလို့ဆိုရတယ်ဒိဋ္ဌံပါဘယ်အချိန်သမဘကထားဒိဋ္ဌံဒါပြီးလို့ကျန်လေးသိတဲ့ဘုန်းကြီးတွေသိပါဘူးပြီးတော့သံဃာဝရှင်မြတ်တွေကတတိယသံဃာအဘောကမင်းကြီးရဲ့သံဃာအစီအစဉ်ရှိတဲ့အခါမှာမထေရမြတ်ကြီးကမေ့လို့တော့ပင်လိုက်ခဲ့တယ်လို့ပြောတယ်အဲ့ဒါလည်းဒိဋ္ဌံရှိပါဘူး
ဘုရားမဘုရားနေတော့ငါဥပကုလကိုတွေ့ရင်ဆိုတမဘတ်ကအော်တိုမက်တစ်အလိုလိုလုပ်ကြပြတန်ခါပြိမာနာတန်ခါတော်ရဲ့အခမ်းအနားရှိလိုလိုတမဘတ်ကလုပ်ကြပြလေးစားပါတဘာဝလေးစားပါနုံနာပြောလိုက်လေတမတော်ကဝေဦးစီကရုံတန်းတို့ဓမ္မစီကျောင်းလာလို့အဲ့တိုင်းကိုရေးငါလာမယ်လို့ပြောတာတိုင်းကကျုပ်ဆောင်ရှိတယ်လေတမန်တော်ဘောကလောကမှာအကျိုးဖြစ်ခြင်းရောတမန်တော်ဘောကဆိုတော့ဒီတမန်ပါရဲ့ပုံပေါ်အဲ့ဒီမှာဒီတိုင်းမှာအဲ့လိုလို့ sorry မသိဘူးချင်းတော့အဲ့ဒီမင်းနာလို့တမန်ကလိုလိုပြီးသားပြတန်ခါတော့ရှင်သူမြတ်တွေကလိုချင်တဲ့တန်ခါပြိမာဒီအခမ်းအနားမှာဥပကုလလိုချင်တယ်ဆိုရင်တမန်ဘက်ကလိုလိုပြဘိဓမ္မာတမန်ဝန်စားနေတယ်မကြိုက်ပြန်ကိုယ်ဆိုတာကမထင်မြင်ကြီးဒီတမန်ဘက်ကိုအမြဲတမ်းဝန်စားနေတော့ကြောင်းစွန့်ရင်ကိုမေ့တယ်အဲ့ဒါအဓိပ္ပာယ်မရှိဘူးတမန်ဘက်ဘယ်ချိန်မှထားခொနည်းအသက်ရှင်နေတာလို့ဒီတော့တော့ကပရတော်ဝန်စားကိုသူ့အချိန်သူအချိန်ကိုတတ်မှတ်ပြီးတော့စားအဲ့လိုဝေယူလို့လည်းမရှိဘူးတောင်းရင်းပဲဒီရေးပါနော်မရေးပါတော့ကအပေါ်ကနေပြစ်ချတယ်တော့အောက်မှာပြက်ရမ်းတာဖြစ်သွားတယ်ပြည့်စင်ကဘုရားအရှင်မြတ်နဲ့ဘုရားရှင်ရဲ့ပြီးတစုံတို့ရဲ့တရားကိုနာပဲနဲ့တုတ်တမရှင်ကမရပဲမြည်သည့်တောင်ကမှတရားမရထုံးတယ်မရှိတဲ့ရှောက်ပြောတယ်ဗါတယ်လေကျန်တော်ပြောလို့နောက်တစ်ချက်အာသောအရှင်မြတ်ကြီးကုသိုလ်ကောင်းမှုလို့ဒီကနေ့ဒီနေ့တရားကလာဘယ်တက်ချုပ်ဒီဘယ်တိုင်းမှုကပြုလို့ကြောက်စာရေးတယ်အာသောအရှင်မြတ်စိတ်လွတ်တာအစကြောက်စာရေးတယ်သူ့ရဲ့ကုသိုလ်ကောင်းမှုကိုကြီးတဲ့အရှင်ဥပ္ပါဒ်ကတော့ကြောက်စာတဏှာမှာတော့ရေးမှာပေါ့ဟုတ်မှာပါဆရာကသူ့တော်လို့လေဓမ္မတော်ပတ်စံပြတယ်ကျမ်းစာတွေ့ငါကျမ်းထိတ်ဝတ္ထုယူဆိုတော့ကိုဝင်ကပတ်စံ1000တော့ငါထိတ်ခင်မိတော့သိတယ်ငါရေးပြီပေါ့လောလောလေးပဲပတ်စံ1000တော့ငါမတင်သိတယ်ငါကြံမှာလားအဲ့တော့နိုင်ငံတော်ရဲ့အခမ်းအနားကြီးမှာရှင်ဘုရားမထေရကအာသောကမင်းကိုကူညီခဲ့တယ်အာသောကတည်းကတဲ့ကြောက်စာတွေမှာဥပကုဒ္ဒတွေဥပကုဒ္ဒထေရောငါငါကျေးဇူးရှိတယ်တခုထည့်ရေးတော့တယ်ကြောက်စာမှာလည်းမပါပါဠိတော်တွေကမှလည်းမတွေ့ဝိနည်းလည်းမကြီးမထင်နိုင်မကြီးတာမင်းတို့မကြီးတာပြောတာမင်းတို့ပေါ်ပြတယ်မကြီးတာပြောတာတမန်တော်ဝန်တဲ့ပုဂ္ဂိုလ်အဲ့ဒါလည်းမကြီးဘူးဟုတ်ရဲ့ဘယ်ချက်မှလက်ခံနိုင်တဲ့အချက်တစ်ခုမှမရှိတာရှင်တော့တတ်ရှိရှိပဲပဲပါတတ်ရှိပဲပဲပါတတ်ရှိပဲပဲအရှင်လည်းပဲခုလည်းနောက်လည်းပဲရှင်းအောင်လို့တတ်ရှိပဲတတ်ရှိပဲကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာဆွေးနွေးပြီးပေါ်လိုက်လိုင်းဆန်းစကားပြောလိုက်ဟိုလိုင်းလေးကတော့ရင်းတော်ရင်နေရာတစ်ခုပေါ်ပညာရှိတွေစုဝေးလိုက်အင်္ဂလိပ်လိုပြောရင်လားပါဠိလိုပြောရင်လားကြောက်စာလိုပြောရင်လားတမိုင်းလိုပြောရင်လားပထဝီလိုပြောရင်လားအဘိဓမ္မာလိုပြောရင်လားဝိနည်းလိုပြောရင်တဲ့နေခေါ်တယ်လိုင်းဆန်းလည်းရှော့လို့ပြောကြောက်လိုက်တော့ညံ့တယ်ဟုတ်အဲ့ဒါကြောင့်မလို့ဟိုမန္တလေးပတ်တယ်ပြောအဲ့တော့မိန်းကလေးတယောက်ဘုရားတာတိမတ္တိယအထီးဆိုတာထီရတာကတော့လည်းပါအပါအဲ့ဒီမတိရှိကိုပေါ်လိုက်အဲ့ဒီမတိကိုကြည်ယူနေတယ်တို့များအေးရဥပဒါကိုကြည်ယူနေအဲ့ဒီမှာဥပဒါအယောင်မိုက်ကဆောင်းပြီးတို့များရဲ့တမီးဒီမှာလေးကိုလို့လို့ဟဲဘုန်းကြီးမကြည်ဘူးလို့ဆိုတော့အဲ့ကျတန်တော်ပြစ်မှာတော့ကျက်တော့ဒီကောင်မာနကသွားလို့ကောင်မလေးကိုသွားလို့မင်းကလေးတယောက်ကိုလက်ကိုဆွဲလိုက်ကိုနမ်းလိုက်ပြောလို့တော့ဟာဘုန်းကြီးနေရာမကြည်ဘူးလို့တော့အပြတ်ဖြစ်သွားတယ်ဒါဒီကောင်တော့ရရတယ်အဲ့မှာအဲ့မှာမပြုံးပြုံးအောင်တော့မပြုံးမှုလည်းကြိုင်လိုက်ကြတယ်လို့အဲ့ဒီကောင်အဲ့ကိုကိုဝတ်ဆိုတကူနဲ့ခွေးတွေကိုဆွဲတော့မာနတယ်တော့ခွေးတွေကောင်မာနလည်းပဲလူခွေးတွေကိုဆွဲတယ်ဆိုရင်တာတိမတိယတိဆွဲပါတယ်လို့ဒါရန်တော်တွေကိုကောင်းကောင်းခံစားပုံနာဦးရင်ခံစားပြီးတိုက်တော့အဲ့လိုတွေအကုန်လုံးလုပ်တဲ့ပုဂ္ဂိုလ်ဒီကုဏီမာလေးသွားတော့ဝစီကဒီကုဏီမာအများကြီးလိုက်နောက်ဆက်တဲ့ပုဂ္ဂိုလ်ဝစီကဘယ်ငယ်လေးနဲ့ရအောင်ပါလေငါငယ်လေးရှိသေးတယ်ပါငါနဲ့ပြောပါလားကောက်ပြီးအောင်ဆိုအဲ့လိုတွေကိုတော်တော်အနောက်ဆက်ပြီးတမိုင်းရှိတာဒါမှလည်းအဲ့တော့မနက်ကတာတိယမထေရပူဇာနော်အရှင်ရောက်တော့ဆင်အောင်ဖန်ပြီး6အဲ့လိုတောက်လျှောက်လုပ်ခဲ့တမိုင်းမနက်အဲ့ဒီအရှင်ဘောက်လည်းမတတ်မရှိအထာကများသည်တတိယတန်ခါပြီးတော့မှတတိယတန်ခါသည်BC 290ဝန်းကျင်လောက်300နဲ့200ဝန်းကျင်လောက်ဖြစ်ပေါ်စက်တာအထာကကျမ်းများသည်900လောက်မှကြီးအဲ့ဆို2800လောက်စောတယ်မနက်ကကြောက်ရဒီလိုဆိုအထာကတဲ့နေရာမှာပါတယ်အဲ့ဒါလို့ပြောတာအထာကကျမ်းများသည်
မာနနဲ့ရှင်းအတော့ကဘီယူကိစ္စနဲ့ပတ်သက်လို့ရှိရင်နှစ်ပေါင်း9ရောက်ဆိုတယ်နှစ်ပေါင်း9ရောက်ဆိုလို့ဒုရှိရမင်းတို့မင်းတို့ဒီဘောမင်းတို့စုပြရတဲ့တို့လမ်းမတော်မင်းတို့ဥပေါ်တို့ဘာလို့မှမရှိရဆိုတော့နောက်ကြတာထကရာကျင်းထဲမှာဒီကိစ္စတွေကပေါ်ခဲ့တယ်ထိုးထကရာဆရာများသူ့အကြောင်းရေးတော့မပေါ့အထက်ကရာမီးပြီးနေအောင်မပေါ့ဆို BC 3ရတဲ့နေရာကျမှဖြစ်တဲ့ဖြစ်ကျန်တဲ့ကိုမတတ်တယ်အတော့ကပတ်သက်တဲ့ကိစ္စတွေကိုထကရာကျင်းမှာတွေ့ရတယ်တွေ့ရတယ်ဆိုရှင်ခုနကပြောလို့အထက်ကရာဆရာဒီကိစ္စကတော့ကြီးကြီးဖြစ်ခဲ့ခုမတတ်တယ်တော့ပဲအဲ့ဒီထကရာကျင်းဘယ်မှမပတ်တယ်လည်းမရှိဘူးဒါကိုပြောတာအဲ့တော့ဒီမန္တကိစ္စလည်းတော့ရတယ်ပါအဲ့နောက်ပြောရတာကနည်းရေးကြည့်တယ်အဲ့ဒါဘာလဲဆိုတော့ဒါတွေကနည်းနည်းလေးဘုန်းတော်ကြီးတော်များများလည်းရှင်းလို့ရတယ်နောက်ဆုံးကိစ္စကဆိုစာနာတဲ့ဆရာကထပ်ပါအဲ့ဒါဘာလဲဆိုခုနကိစ္စတဲ့ရေးမကြည့်အဖေနဲ့အမေကိစ္စအရင်ကပါဠိလိုပြောပါမယ်ဘုရားဟောတာဘုရားကတိအဖေနဲ့အမေပေါင်းတဲ့စကားပါပဲဘုရားပါဠိကဘုရားပါဠိကိုပြောတယ်အဖေနဲ့အမေပေါင်းတဲ့စကားပဲအဲ့ဒါလေးအဲ့မာကနိခေယတော့တဲ့ဘုရားပါဠိဘုရားတော့ပြောတယ်တင်းနေဘောပါနံပေဝိသနိဗ္ဗတကပ္ပသာဝကံယောဟောတိရှိသားတို့ပရိသန္တိကပ္ပပရိသန္တိတဲ့တော့တတ္တဝါရကပ္ပတေရရှိသလာပရှိအာနကုရှိဩဝါဒရှိဆိုဒီမှာကပ္ပတေဟောပြောဥဝဖြစ်တာအညိယဖြစ်တာလေနဲ့တယ်မလို့တော့ကိုယ်နဲ့မလို့နွားတွေဝေးတာလေအဲ့လိုအကောင့်နဲ့ဝေးတယ်ကပ္ပတေရဆိုတဲ့အိမ်လေးကဝေးတဲ့ကလေးကိုပြောသူမေးစီကိုအဲ့ဒါဆိုချက်သားလို့ကပ္ပကအဝကံလေးအဲ့ဒီပရိသန္တိတွေကိုရောက်သွားတဲ့ပုံမှာ၃ချက်ရှိတယ်၃ချက်လို့ပြောတယ်ပြရမာတာပြီးတော့တန်နေပြီအမေနဲ့အဖေသူတို့ပေါ်မှာ the union of father and mother ဒီနေရာမှာ here there is a union of mother and father ဘယ်လိုသိစလို့များတယ်အဖေနဲ့အမေမာတာပြီးတော့စတိုင်းပြီအဖေနဲ့အမေဆက်ဆံပြောရတယ်နေ့မာရာစာကိုလို့ပြောတယ်အမေကမရာလာမိကဖြစ်သူ့တိတ်မရှိဘူးတော့ကန္နာပစပစ္စုပ္ပတိကိုအဲ့ဒီအရေးကြီးသွားပထမချက်ကထင်ရှားတယ်အမေနဲ့ပြေလို့အိပ်ပဲအမေရဲ့သူတို့အိပ်တယ်အမေရဲ့မရာမလာသူစီစဉ်ဖြစ်ဘူးဆိုလို့ရှိရင်အမှမဖြစ်ဘူးတော့ဘာလို့မျိုးမဆက်တာရှိပြီအဲ့ဒီချက်ကပြတ်တာရှိတတိယအချက်လည်းကန္နာဘောစပစ္စုပ္ပတိသူတို့မင်းရဲ့မိကုန်နဲ့မှာတော့ဘိုးလို့ပြောပါတယ်ဟုတ်တယ်ဇာတ်အဖိုးဆိုရင်တားတရိစ္ဆာန်ဆိုရင်လူတွေတရိစ္ဆာန်ဆက်တယ်ဆိုမင်းတို့အမေတွေဘာလို့ဒီဥစ္စာကိုကြံ့ကြံ့နဲ့ပေးတာပါလဲဆိုဒါခက်ခဲတယ်မှာပါကျိုးတင်နဲ့ဖိုးလုံးနဲ့ကျိုးတင်ကြည့်တာလို့ခုလိုနှစ်ပေါင်းများတော့မလေးတာ embryology လို့ embryo ဆိုပြဿနာပြီးတာဆိုခုနပြောတယ်အီးနဲ့ပတ်သက်တာတရားတော့ရှိအီးနဲ့ပတ်သက် logic အားလုံး900ကျော်ရှိsociology, meteorology, logic အဲ့ဒီစင်ကဆို embryology ဆိုတော့အဲ့ဒီပရိသတ်တွေပြည်တာဒီပရိသတ်တွေပြည်တဲ့ပတ်သက်ပြီးတော့လေ့လာတယ်ဆိုတော့ဒီပရိသတ်တွေပြည်တော့ကြည့်ရတာဘုချိုးသူ့ရဲ့ရှိမှာမရှိဘူးဆိုတော့ eco ဆို eco နဲ့ခုန hydrogen ဆို eco hydrogen သူ့ရဲ့အပေါ်ရှိဆို eco hydrogen ဆိုဘာလို့လဲဆို the study of interaction between organism and water cycle ဒီတက်ရှိတဲ့ရေကဘလို့ပေါက်ဆက်တာလေ့လာတာ eco hydrogen ခေါ်တယ်သူ့အောက်မှာတော့ embryology ရှိတယ်အဲ့ဒါပြည်တယ်ဆိုတော့ကိုဆက်ဆက်ရေထဲမှာရှိတဲ့တတ်တော်လေးလေထဲမှာရှိတဲ့တတ်တော်မျိုးလို့ရှိတယ်ဒါပေမဲ့ organism ဆိုတဲ့ဘယ်လိုလဲသူကဇီဝဖြစ် organism ဆိုတော့အပါပဲအဲ့ဒါကဇီဝပါတယ်ရုပ်ဇီဝရှိတယ်ရုပ်ဇီဝတည်တစ်ပင်တွေမှာလည်းရှိတယ်တရိစ္ဆာန်မှာလည်းရှိတယ်ခုနပြောတဲ့လူမှာလည်းရှိတယ်ဒါဆိုရင်အဲ့တရိစ္ဆာန်တွေရောတစ်ပင်တွေရောအရာသလုံးသုံးပါ DNA ပါဆိုတော့ဒီပရိသတ်တွေပေးတဲ့ DNA ပါတယ်အဲ့ DNA ပါရင် DNA ရဲ့ protein တွေပါတယ် protein ရောခါပြီးတာ protein ရဲ့ molecule တွေပါတယ်သူကလေးတာအဲ့ဒါပြီး nucleus ဆိုတာသူတို့မင်းနဲ့မင်းကသေးသေးတယ်မယူသွားတော့ပဲဆိုတော့ဒီပရိသတ်တွေပေးတော့လေးတာလိုက်တယ်ဆို DNA ပါတယ် DNA ပါရင် DNA နဲ့ protein တွေဆက်ဆံတယ် red ပါတယ်အဲ့ protein တွေကဘာလဲဆို molecule တွေအဲ့ molecule DNA deoxyribose nucleic acid ပါDNA တွေပါအဲ့ဆိုရင်သူကအဲ့ဆိုရင် molecules တွေ DNA ရဲ့
ပုဂ္ဂိုလ်ရဲ့အမေရဲ့ပစ္စည်းရဲ့အဲ့ဒါလည်းအသက်ရှိနေတာလေးရကျွန်တော်ရောအများကြီးပဲတတ်လေးလာရင်တတ်လာခဲ့တော့အကုန်လုံးဒီထဲမှာအကုန်ကြီးဘာသာလည်းပြန်ပြီးပါပြီအခု DNA မှာတက်ရှိဆဲဖြစ်လာ nucleus ဆိုရှိတာ protein အသက်ရှိအဲ့ဒီ nucleus cell ကို liver cell တက်ရှိ cell လို့ခေါ်တယ် is not so ဖေးတော့ဘိုဒီ Hispanic cell liver cell အဖေးတော့ဘိုဒီဟုတ်တယ်အကောင့်ကြီးသူတို့လှုပ်ရှားတယ်ဘယ်လိုလှုပ်ရှားလဲဆိုတော့တို့တိုင်းကိုလှုပ်ရှားဘူးအမမျိုးကိုဆင်းတယ်အမမျိုးကိုအဲ့ကိုဖောက်မဖောက်နိုင်ဘူးပတ်ပြီးတယ်မရတော့သူ့စွမ်းတယ်အဲ့ဒါဘယ်မှာလဲအဲ့ဒါ chemist dependency သူတို့ကပြောအဲ့ဒါကိုသူကအဲ့ group ကိုခေါ်တာအဲ့ဒါကန်ရဲ့ information တခုပဲသူတို့ကိုလည်းတော့ကမ်းပါတာသူတို့ကိုလည်းတော့အဲ့ဒါကန်ရဲ့သဘောပဲဟာ chemist intense chemist tendency သူတို့ကိုလည်းတော့ကဘာလို့တော့အဲ့ဒါရွေးချလို့မရဘူးဒါကြောင့်ဘာလို့ဘယ်စွမ်းနဲ့ပေါက်လဲဆိုတော့ပြီးတော့အဲ့ဒီစွမ်း chemist nuclear စွမ်းပေါ်တယ် chemist tendency ကိုပေါက်အဲ့အမေရဲ့တဲ့ဖောက်တော့မှအထက်ပေါ်တော့မှပြည်တယ်ရမှာဖောက်နိုင်တချို့ပိုးပုံရေးပေါ့ပိုးပုံရေးအဲ့ဒီပိုးပုံလေးဒီတက်ရှိစေဖြစ်ပါတယ် so Hispanic living cells but ဒါပေမဲ့ဒီက not separate organism တီးခြားတတ်တယ်လို့ပြောဆိုသူအဲ့ဒီတော့လေးယူတတ်တယ်ပါဠိပါဠိနဲ့တတ်တိဆန်မွေးတယ်အဖေရှိရဲ့ slide တယ်ဘုရားဟောတာတော့ရှင်းလေးတော့ကတော့နေတယ်ဖေးဘက်ကတော့မိဘကသူတို့နှစ်ခုပေါ့ခုဆိုဒေါ်မြအေးရလို့90ဆိုတော့သူကောင်းလေးတယောက်နဲ့အိတ်ကောင်းလေးတယောက်ကဆွမ်းတာသူဆင်းလာသူ့သားရဲ့မျိုးကိုကျွေတော့တွေးမရှိဘူးဒါကြောင့်လက်ဆိုဘုရားဘိုးတန်မာတုရှိရတာလည်းတွေးမပါပဲဖြစ်ဘူးတော့ဓမ္မရာဥလူလာတာပဲအခုတော့အေးတော့ခုနကဒေါ်မြအေးကဥလူရှိတော့ဥလူမရှိတဲ့လူရှိတော့သူစီးစံဖြစ်တော့ဆိုရင်သူရှိရမျိုးကိုဆင်းမဆင်းဆိုရင်ပရိသတ်တွေမရအောင်ဒါဆိုရင်အမေတွေးလို့ပါတယ်တရိစ္ဆာန်ကိုကိုယ်ပို့တော့ဒီအမေရဲ့အဖေခြေဦးကြောင့်ပေါ်လာအဖေဘက်ကသူ့ကိုတုတ်ဘူးလေးရှိတယ်ဟုတ်တယ်အဲ့ဒီအကောင်လေးရှိတယ်အဖေဘက်ကတွေးမစင်းဘူးဒါကအဖေဘက်ကတုတ်ပုံလေးနဲ့တည်တယ်အမေဘက်ကတွေးစင်းတယ်မင်းအရာအမေလေးယောက်လုံးကြောင့်ဝေးတယ်ဆိုရင်မိဘရဲ့ခြေဦးလေးပြီးသွားပြီတရိစ္ဆာန်ကလူသားများဖြစ်တယ်ဆိုတော့ဟုတ်တော့ပါဘူးပြောခဲ့ပြီအဲ့ဒီအရာများပြီဟုတ်ပြီအမေရဲ့ကုနာမာရဲ့ပစ္စည်းပေါ့အဲ့တော့သူကတော့အမမျိုးလို့သုံးပါအခုဒီမှာမြတ်စွာဘုရားပြောတာသုံးခုပဲရှိပါတယ်အဲ့ဒီမှာဂန္ဓဘောဇပစ္စုပ္ပတ္တိပေါ့ဒါအဲ့ဒါအရေးကြီးလို့ပဲအဲ့ဒီတတ္တဝါတယောက်ကရှိလူတည်ရမယ်တဲ့အဲ့တတ္တဝါတယောက်ရှိလူတည်ရမယ်ဆိုတော့ပတ်သက်ပြီးပြဿနာတက်တာနော်ဒီတတ္တဝါကရှိလူတည်တယ်ဆိုတာဘယ်လိုလဲလို့ပြောတယ်ရှိလို့ဆိုအဲ့ဒါမှပြည့်နေကြနေတာအဲ့ဆိုအဲ့လိုဖြစ်ဒီကုစားတော့မြိုင်ရဲ့ဘယ်လိုပရိသတ်တွေဘုံမဲ့ကလေးလေးကတဏှာအဆောင်ကြည့်နေတာလားနာမနာပိလုနံတိပါဒံဘောလောကေယမနောသမိပိတိတောမာနာပိလုနံမိဘနှုတ်လို့တဏှိပါဒသူတို့ဘယ်နဲ့အိမ်မလဲလို့ဘောလောကေယမနောစောင့်ကြည့်ကြည့်သမိပိအနည်းနဲ့နာတိတောရက်နေတာမဟုတ်ပါဘူးအဲ့လိုရက်နေတာဆိုရင်အတ္တဝါဖြစ်သွားတယ်တယောက်ခါရဘယ်တစ်ခုမှဥပဒနာလေးကဥတန်းမြင့်တော်တယ်လားသူတို့အတူအိမ်မရှိငါအသားလေးရက်ကြည့်ဖြတ်လို့ပြေးလို့လေအဲ့လိုမဟုတ်ရုပ်ရည်နေအဲ့လိုပြရတယ်အဲ့တော့ဒေါ်မြရဲ့သားလေးဒီလေးကစောင့်တယ်ဒေါ်မြရဲ့လည်းပြောရတယ်အိမ်လေငါဘယ်တော့အိမ်ဖြတ်လို့ပြေးလို့ပဲအဲ့လိုမဟုတ်ဘူးလေတရားနော်ထပ်ပြောမယ်မာနာတီနဲ့မိဘတူလို့တန်နေပါသူတို့အောက်ဆုံးသူတို့ချစ်ကြသူတို့အိမ်တူအိမ်နေကြအော်ခဲ့ရမှာတော့တတ်တော်ဒီအော်ခဲ့ရမှာတော့စောင့်ကြည့်ပြီးတမိပြီးနားလေးမှာအဲ့ဒီတော့မရက်ပါဘူးလေမရက်နေဘူးဟာဒါပေမဲ့ဘယ်ရလာလဲအဲ့ဒီမှာပါဠိထုတ်လာကမ္မယန္တယန္တိတော်ပါဧကောတတ်တော်အဲ့ဒါကတော့တက်သွားတာကံယန္တရားပြီးသွားတယ်ဆိုတော့ဒီကံကြောင့်ဒီကလေးအဲ့လိုလိုအဲ့ဒါဘောတလို့ဒီကောင်နဲ့တော့ဒီပူလေးအဲ့ဒီကောင်လေးဖြတ်ဆိုလှုပ်လိုက်အဲ့ဒီကောင်လေးလှုပ်ပြီးပြေးကြတယ်လို့ဆိုတာသူကခိုင်းတယ် who created by the god now ဟာရဘယ်အလုပ်စီအဲ့ဒီကောင်လေးပြေးကစမောတော်ဒီဖြစ်ဖို့အတွက်အဲ့ဒီဘယ်သူကစစ်သိမ်းရဒီကောင်လေး
တို့ကျန်တာရှာရမရှိပါဠိတော်ကတော့ကမ္မယန္တယန္တိရောပါဏဧကောတတ်တော်ကံရဲ့ယန္တဲ့အစွမ်းလေးနဲ့ဖြတ်ဆိုပြီးအောင်ဝင်တော့ရက်နေခြင်းလည်းမရှိဘူးကြိုတင်လည်းမရှိဘူးဆိုတော့ရှေ့ရှုပ်ခြင်းလည်းဟုတ်တယ်ဘာတော့ကဟိုဘာကိုဝေဆိုးနဲ့ခင်မိတော့ကဆုံးပြေတာငါငေးရချင်းငါများလာခေါ်ကျွေးမလားလို့ဟိုဘက်ကမီနေကညီတို့ဆုံးကတ်တယ်သူ့လည်းမကြိုးတော့စာပိုက်ကိုစားနေတာဟုတ်ပြီနော်ဒါများညီတော့သူ့ခုံမေးခေါ်လို့အဲ့လိုမဟုတ်ဘူးနော်အဲ့လိုဆိုရင်အတ္တဝါဒဖြစ်သွားတယ်ငကိုတွေကတတ်တော်ကကြိုတင်ရှိနေတယ်လို့ဖြစ်သွားတယ်တော်ခက်တယ်နေတာခုဒေါ်မြကြီးကလူလို့ဒေါ်လေးလေးကလည်းသူကငတ်တယ်ငတ်တယ်ဆိုစားလာတော့ရခိုင်ငတ်ရင်ဝင်စားတော့စားနေတာသူကဘူးမခေါ်သေးဘူးအဲ့လိုစောင့်နေတာမဟုတ်ဘူးတဲ့အဖေနဲ့အမေနဲ့ကြားမှာငါ့ကိုတော့ဒီဘိုက်ထဲကိုပြေးဝင်မယ်လို့အဲ့လိုစောင့်နေတယ်တော့မရှိဘူးတဲ့နားလည်ပြီလားအဲ့လိုစောင့်နေတယ်တော့မရှိဘူးတဲ့ဘာလေးရှိတယ်ဆိုရင်ကမ္မယန္တယန္တိတော့ကံယန္တရားကကံယန္တရဲ့စွမ်းအားနဲ့ဧကောတတ်တော်အခုသောတတ္တဝါတွေတတ္တမေဟောကပြီအဲ့ဒီအခွင့်လေးမှာနိဗ္ဗာန်တော်ဟောတယ်သူရောက်တော့မင်းတို့ကလည်းဇနီးမောင်နှံတွေပေါင်းတဲ့ဝေဆိုးနဲ့ခင်မင်းတော်ပေါင်းတဲ့အဲ့ဒီမှာမင်းရဲ့သမီးတွေတော့ဖြတ်ဆိုအဲ့ဒါကြီးရတော့အဲ့လောက်ပဲဆရာတော်ရှင်းတယ်လက်ကြီးနဲ့ဆုပ်ပြလို့ရတယ်မဟုတ်ဘူးဒါနောက်ခုနပြောတဲ့မှာမူလပါဠိအထကရာမဟာတဏ္ဍကေယတုတ်ကအဲ့လိုဆိုရတယ်အဲ့ဒီအရာကိုပဲကဘာကပုဂ္ဂိုလ်ကြီးကတင်ပြပါတယ်ပြီးတော့လောယိဇံဘိက္ခုဒါကသားကိုချစ်တဲ့စိတ်လေးနဲ့အိတ်သွေးလေးကကြီးနာပြီးတော့နှုတ်ရည်ပြရထွက်တယ်လေအဲ့လိုပါပဲဒီကလေးလေးကိုချစ်တဲ့စိတ်လေးကိုဆင်းလာတဲ့သွေးလေးကသူ့သားလေးလိုချင်တဲ့စိတ်ကြောင့်ဒါကတည်းကအဲ့လိုဆိုရင်ကိုယ်စဉ်းစားလိုက်ဟိုပြည့်တယ်သာမလေးအမတ်ပါလေးကလေးကိုပြောတယ်တော့ပါလေဇီဝကသူ့မိကလေးကိုဘာလို့ဒီနေ့ကောင်နဲ့ကြတော့ကလေးမကိုရတဲ့စဉ်းစားအဲ့ဒီခေတ်ကဘုပရိသတ်တွေဒါလေးတွေမရှိဘူးနည်းနည်းစဉ်းစားကြည့်နော်လုံးဝနှစ်ပေါင်း1500ထောင်ဒီလိုပြည်ကားလေးတွေမရှိဘူးဒီလိုပါလေအကာအကွယ်လေးလည်းမရှိဘူးအကာအကွယ်မဲ့တယ်ဒါသူအမတ်ပါလေးကဝိမလာကိုလည်းညတယ်သူကျွတ်တောင်းမှရှိတယ်သူကဝေးသွားအစကကိုချွတ်တော့ဇီဝကလေးဝေးသွားဇီဝကဝေးတယ်ဘယ်လိုအဲ့ဒါဆိုအခြားယောက်ျားတွေလည်းသူနေ့စဉ်အိတ်နေသူစိတ်ထဲမှာချစ်တဲ့စိတ်မာသူထပ်တန်းထမ်းတဲ့တပတ်တဲ့ပုတ်တာတိနေခိနာမဖြစ်ဘူးအဲ့ဒီသားလေးကိုချစ်တဲ့ဇော်လေးကိုပန္နနာအဲ့သူ့ရဲ့ကိုယ်လေးကြည်ပြီးလှသွားတော့တတ်တဲ့ရင်ယောက်ျားကအဲ့လေပတ်စံပေးတယ်ဆိုပြီးသူကအဲ့ဒီယောက်ျားကိုသူချစ်သူစိတ်ကသားဆိုဇော်မရှိတယ်ပါဠိတော်တိုင်းဆိုရင်တန်ထန်တပတ်တဲ့အဲ့ဒီနေရာကိုရောက်လာတဲ့ပုတ်တာတိနေတာသားကိုချစ်ချင်းကြောင့်ပန္နနာသွေးလေးကဖြူဖွေးကြည့်လို့ဖြစ်သွားတယ်ဒီတော့အမတ်ပါယောက်ျားတွေအများကြီးနဲ့အိတ်တာဘာလို့ကိုယ်နဲ့ညာဝိမလာကိုယ်နဲ့ညာမလို့ဒါအဲ့ဒါမျိုးဟောဇီဝကမှာဘာလို့ဝေးပြီးပြီးမှာဘာလို့လဲဒီတယောက်ချမှာဘာလို့ဝေးတယ်လဲအခြားယောက်ျားတွေအိတ်တာမမွေးဘူးသူအဲ့ဒီမှာသူ့ဇော်လေးကိုဖြစ်ပါတယ်ဒါတွေကတော့ပြောပြနိုင်တော့တဲ့အရာတော့ပါဘူးဆက်ပြောမယ်ပြောပြနိုင်တဲ့အရာပါလဲဆိုရင်အဲ့ဒီအခုပြောတဲ့ဖခင်ရဲ့ span ရဲ့မိခင်ရဲ့ပစ္စည်းရဲ့ဒီလုံးဝဟိုသွေးသားကလည်းဖြစ်ပြီးနော် the span is a living cell ဟုတ်တယ်ဒါတို့ပြောရမယ်အဲ့ဒီဖခင်တို့ကိုဒီအသက်ရှိတယ်ရှိတယ်အသက်ရှိဆဲလားဟုတ်တယ် but this is not a spirit living organism တို့ဒီတင်းညာသက်ရှိဖြစ်တဲ့တတ္တဝါကိုမဟုတ်ဘူးဇီဝဖြစ်စဉ်ရုပ်ဆိုတာသူများကိုပြီးမှတော့ဖြစ်တော့တဲ့အသက်မရှိဘူးရပြီနောက်ကမိမအမေရတယ်လည်းမိခင်ကိုမှထုတ်ရဆက်တော်လည်းကအမခရိုမိုဆိုတော့သူလည်းသုံးတယ်ကိုအဲဆိုမေခရိုမိုဆိုရဲ့ female chromosome တို့ပေါင်းရနော်အဲ့ဒါဆိုတော့အဲ့ဒီမှာမိခင်ခန္ဓာကိုယ်မှာထွက်လိုက်တဲ့ခုနကမျိုးဥပါလည်းပဲ this does not have a fully independent သူလည်းလုံးဝလွတ်လပ်တဲ့ဇီဝစနစ်မရှိဘူးတဲ့သူကလည်းသူ့ကိုလည်းမရအဲ့ဒီခုနပြောတဲ့မိခင်ရဲ့မျိုးဥပါလည်းသူ့ကိုလည်းအသက်မရှိဘူးဖခင်ရဲ့တို့ကိုလည်းသူ့ကိုလည်းအသက်မရှိဘူးသူတို့ကပေါင်းမပေါင်းမရှိတီးကြတူမရတော့ separate တီးကြအောင်လို့ဆိုတချို့ကောင်တွေဆိုကိုရိုနာဗိုင်းရပ်စ်တီးကြလိုက်အဲ့ဒီကိုရိုနာဗိုင်းရပ်စ်ကဆရာတော်ကြီးအောင်စားလေးလေးနဲ့ထည့်နေအဲ့ဒါကကူးမယ်ဒေါ်မြရဲ့လက်ရှိကူးမယ်သူကကိုယ်ပိုင်သူတို့မှ independent သူကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်လွတ်လပ်ရင်ခေါ်လိုက်တယ်ကျန်တဲ့ကောင်တွေအဲ့လိုပေါ့အဲ့ဒီ cell တွေကကိုယ်ပိုင်မရနေတယ်သူနှစ်ခုပေါင်းမှတော့ဆွဲတော်ရဲ့လို့ပြောရဲသူကတီးကြဝဲဆိုတော့တီးကြဖြစ်ကိုရိုနာဗိုင်းရပ်စ်သူတီးကြရပြင်သူများမမီတဲ့သူကဒုက္ခပေးတယ်သူတို့ကတော့အဲ့လိုပေါ့အမေရဲ့ဥ
ကုရုတမနာကျွေကြတဲ့အရာတွေဒီတိုင်းထားဘာမှမဖြစ်ဘူးဖခင်နဲ့မပေါင်းလို့ရှိရင်24နာရီ7နာရီ20ကောင်းဖခင်ရဲ့တုတ်ကူကလည်းဒီတိုင်းထားနောက်ရက်ကျပြည်တယ်မရ24 hours တုတ်လည်းဆက်တဲ့24နာရီမေရဲ့ကျွေကြတဲ့ဇက်တဲ့ကျွေနေလို့လားကျွေတဲ့ຢာတွေထားရင်လည်းမတည်သွားအဲ့ကောင်မရှိတော့ဒါကြောင့်သူတို့တွေကလည်းပဲ biological system for self sustenance လွတ်လပ်တဲ့ဇီဝစံမရှိဘူးအဲ့ဒါကိုဖြည့်လိုက်တော့အဖြစ်ဒါတို့သိနေတဲ့အဲ့ဒီမျိုးဒီတရိစ္ဆာန်တော့က cadence animal အခြေခံပါလားမဖြစ်ဘူးလိန်ပွားလို့ပဲ sexual protection ပဲရှိတယ်ကျန်တာမရှိဘူးဆိုတော့ဆိုရင်တော့ထပ်ပြီးတော့သူတို့ထဲမှာပါတဲ့ DNA molecules တွေမေးပါတယ်အဲ့ဒီ molecules များကတော့အသက်ရှိပါလားမရှိပါဘူးခင်ဗျာဒါပေမဲ့ DNA ထဲမှာပါတဲ့ molecules တွေလည်းတက်ရှိများမဟုတ်ပါဘူးအလားတူ molecule များဒီတက်ရှိများမဟုတ်ကြပါလားလို့အဲခုနကစလိုက်တဲ့ DNA ကိုဖွဲ့လိုက်တဲ့အဲ့ဒီ DNA မှာ molecules တွေနဲ့ protein တွေနဲ့ဝိုင်းရတာလေတောက်မဲတဲ့ညီတဲ့အသားတွေ cancer ရောဂါဖြစ်စေအမဲသားအကြီးအသားတွေစားတာများလာတာအဲ့ဒီ protein တွေများမှ cancer ရောဂါဖြစ်တယ်ဘာလို့ DNA ကိုအဲ့ဒီဝိုင်းရတဲ့ protein တွေကခုနကပြောတဲ့ name ဆိုတော့သူ့ histone ကိုခေါ်တယ်အဲ့ဒီကောင်တွေက DNA ကမထောက်နိုင်တဲ့အခါမှာ molecules တွေကပျက်စီးသွားတဲ့အခါမှာလည်းဒါကတော့ epigenetic လို့ခေါ်တဲ့ကိုယ်မစားတော့ဆင်နေလို့လောကကြီးမှာယောဂဖြစ်တဲ့အခါမှာ genetic လို့ခေါ်တဲ့ gene ကောင်ဖြစ်တာကနေပါတယ် EPA လို့ခေါ်တဲ့ epigenetics အပေါ်ရင်တော့ဗီဇမဟုတ်တဲ့ပတ်ဝန်းကျင်မှာတောင်းကျင်အပေါ်ကအစားအသောက်အနေနဲ့အပြုတ်ကြောင့်ဖြစ်တဲ့ယောဂများပါတယ်ယောဂ9000နဲ့9000လောက်တသိန်းဝန်းကျင်မှာတသိန်းလောက်ရှိတယ်မှာ9000 9000တို့5000အဲ့လောက်ရှိတဲ့ယောဂတွေမှာ1000ဝန်းကျင်လောက်ပဲစီဝါကလုပ်ပြီးနေအဲ့1000ဝန်းကျင်လောက်မှာတေချာတကယ်ပြောက်နေတာက3000ကျော်တော့စီဝါကတွေ့တယ်ဆိုတော့ EP ရဲ့ခေါ်တယ် EP ရဲ့ epigenic စလိတွေတော့ကိုယ်နေစားလို့ရေချိုးလိုက်လို့အချိုးတွေတားစားလို့မူလရဲ့မေဒေါ်တယ်မကအစာယောဂဖြစ်လို့ဥပဒနာအစာယောဂဖြစ်တာမျိုး gene ဆောင်ဖြစ်တာနဲ့ကျန်တဲ့ epigenics လို့ပြောပါတယ်အဲ့လိုဆိုရင်အဲ့ protein တွေလည်းပေးတာလေအမေတို့တဲ့ဘောတော့ကလေးရပြီဆိုရင်အသားတက်စားကမနုတော့ protein တွေ high protein တွေလုပ်ပေးရဒါကတော့ကိုဝင်ရကိုဝင်မရခင်မှာဖြစ်တဲ့အဖြစ်ကိုပြောတာပါအဲ့ဒီကိုဝင်ရဖို့တော့အဖေနဲ့အမေပေါင်းစပ်လိုက်တယ်ပေါင်းစပ်တဲ့ຢာဒီတက်ရှိဆဲတော့ဖြစ်တယ် molecules DNA ခုန protein ခုန histone zygote chromosome ကြိုက်တာလေသူက conception လုပ်တဲ့ fertilization လုပ်ဖို့အတွက်အဖေနဲ့အမေပေါင်းတယ်ပေါင်းရင်တစ်ခုတည်းနဲ့မရဘူးအဖေရဲ့တုပ်ဖို့နဲ့မရှင်ဘူးအမေရဲ့မျိုးမှုနဲ့မရှင်ဘူးတစ်ခု union of mother father အဖေနဲ့အဲ့ဒီဘေးနဲ့ဘာဖြစ်ဒါပေမဲ့အဖေနဲ့ဘာဖြစ်လဲဆိုရင်သူတို့တို့ပေါ်ကြတဲ့ပစ္စည်းတွေတတ်တော်ဟာဆဲများသည့်အသက်ရှင်သော living cells လို့သုံးလို့ရတယ်သို့တော့ not organism ဆိုတဲ့မှာဇီဝအသွေးရှိတဲ့တတ်တော်ဟာသူတို့ပြည့်ရတယ်မပါဘူးဒါအဲ့ဒီအဖေရှိရတဲ့တုပ်ရည်ပို့လို့ရှိယူပြီးတော့နေတယ်လို့သိသွားတယ်ပါလိုက်ပါတော့ထားတယ်ဒါဆိုတရိษံမှာဖြစ်လာတယ်ဆိုတဲ့အယူဆမှားတယ်မိဘတွေဘာမှကျေးဇူးတင်နေမလို့ဆိုတဲ့အယူဆမှားတယ်သူတို့လူရဲ့ကျေးဇူးတရားရောက်ဖြစ်လာတယ်တစ်ချက်မာတုရဲ့ပုဒ်တာသိနေတာတားဆိုတဲ့ချစ်ချင်းတဲ့ကြောင့်အလွန်နီးရဲနေတဲ့သူတွေလှပတဲ့ပန္နဒံအော်ရတာဖြစ်သွေးသောလူရည်တွေဖြစ်လာတယ်မြတ်စွာဘုရားလည်းဤเจ้าညာသည်လောဟိတဉ္ဇဉ်ဘိက္ခုအရိယတဘုရားယရိညာမာတုချက်သားတို့အမေရဲ့သွေးရပဲလူရည်ဖြစ်တယ်လို့ဆိုရတယ်ကျန်တဲ့စာပေမရှိဘူး For the mother's breast milk is a god blood and the noble one's discipline အရိယရဲ့သာသနာမှာတော့ငါဘုရားရဲ့သာသနာဒီနေ့မှမရှိဘူးငါဘုရားရဲ့သာသနာမှာတော့မေရဲ့နှုတ်ရည်ပြီးသွေးရဖြစ်တယ်လို့ငါဘုရားဟောတယ်အဲ့ဒါကိုလည်းလို့ပြန်တတ်ပါတယ် For the mother's breast milk is a god blood and the noble one's discipline ပြီးသွားပြီဟုတ်ပြီအဲ့တော့တခုရှိတယ်ဒါနဲ့ဘာလဲကွာလာလဲဆိုတော့အဲ့ဒီဂုဏတော်မှာပရိသတ်နဲ့ရရတဲ့တုတ်သွေးတွေမှာ so purifying one's chemical tendency through meditation မေဖေရတော့တရားလေးနှလုံးသွင်းမှာမိမလင်းနဲ့မရနဲ့မိခင်အဲ့ဒီဂုဏတော်မှာကာမယန္တယန္တိရောဆိုတဲ့ကံရဲ့အရေးတော်တရားအထုတ်ခြင်းနဲ့ဖြောက်ပြဟာတရားတွေအထုတ်ပါမေရောတရားတွေကတို့တွေဘာဖြစ်လဲသိတာ
ဒီမြန်ပဲအဲ့ရမှာပေါ့ဒါတရားဆိုလေဂုံတော်ပွားလိုက်ဒီမှာပြောပြီးအဲ့ဒီ purifying one's mother and father တန်ရှင်းစင်တဲ့အဖေနဲ့အမေကခုနကံမဲ့ပါတော့ပြောင်းနေတယ်ချင်းဟောစပြရလာပြီ through the meditation တရားဆိုလေတော့ဒီအဲ့ကလေးတွေကလူကောင်းဖြစ်လာတယ်သူချစ်ဖို့ကောင်းတယ်ဇဲလက္ခဏာတွေပါလာဟုတ်ပြီဒါဆိုရင်အဲ့ဒီခုနကတော့ကံနဲ့ပါလာတဲ့ကလေးလေးမှာသူ့ရဲ့ personal trait ကိုခေါ်တဲ့လူသားဆန်တဲ့ဇဲညင်လေးကိုပါလာအဲ့ဒီဇဲညင်ကတော့ဥပကပါလာတဲ့ကျောင်းကိုရောက်လာတယ်လေမင်းကဘာတည်လဲမသိပါဘူးသူတို့နေရာမှာလည်းဖြစ်တယ်တဏှာနဲ့ချက်တယ်တဏှာနဲ့ချက်ပဲဟာတော့အဲ့လိုမလုပ်ပါနဲ့သူ့ကိုခေါ်အောင်ခန္ဓာကိုယ်ဘေးမှာဘုံနေကြီးပဲတဏှာကလေးကနဲ့သားရှိတယ်တဏှာနဲ့ပြည့်တယ်ပြောတယ်ဘယ်လိုလုပ်လို့ကိုမစိုးဒီကောင်ဘယ်ရတည်တယ်ဘယ်လိုဝေးလာတော့မသိဘူးတော့ချစ်မယ်အပြစ်နဲ့ရပြောလို့လုပ်ပါနဲ့မသိပေးပါနဲ့တတ်ကြီးနဲ့ဆရာတော်ဆောင်းပါဒီမှာဘုံနေတယ်ဘယ်ပေးတယ်ဟောမလုပ်နဲ့အဲ့ဇောကြီးပါသွားတယ်ပဲကိုဘကဇောအဲ့ဒါ personal trait ကိုကပါလာတဲ့ဇောဘုန်းကြီးကြောင့်လည်းမမင်းစဉ်းစားကြည့်ရှင်သေဝဏိမထေမြတ်ကြီးအမေပေးကဘုန်းကြီးရဲ့ဘေးနားမှာထိုင်နေတယ်ဘုန်းကြီးစားပြီးသားသမင်းအကြံလေးတပိတ်ရလေးစားနေတယ်ခုနှစ်နှစ်သားနဲ့ရဟန္တာဖြစ်တယ်လေဟုတ်ရမင်းတို့ကကြောင့်တက်ပွဲသွားပြီးနတ်ပစတဲ့ရဝိဇ္ဇာပစတဲ့ရနတ်တယ်အားလိုက်စားနေတယ်အဲ့ဒီဆက်လေးယူတော့တယ်ဘယ်လိုနတ်တွေဖြစ်မယ်ရှင်လိုလေးပဲဘုံမစိုးအဲ့ဒါဗါတယ်ရှင်သေဝဏိရဲ့အမေပဏိတသားမလေးခုနှစ်နှစ်သားလေးတွေသားမလေးဒုက္ခသားမလေးဘုန်းကြီးတွေအစိုးရမှာထိုင်နေတယ်ဘုန်းကြီးတွေအနက်တန်ဃာတော်တွေသင်္ကန်းနဲ့တွေကိုရှုကျင်တယ်စားပြီးသားသမင်းကျင်တွေစားကျင်တယ်ခုနှစ်နှစ်သားနဲ့ရဟန္တာဖြစ်ဒုက္ခပဏိတဟုတ်ရတကိစ္စတိဝလိဟောဘယ်လိုလဲတော့ကြီးရတယ်မင်းတို့ကကျတော့အရက်ဆက်ရဟာလေးမှာတောက်ချင်တာလေအဲ့လိုလာတာလေဟိုကကျတော့ကွာသွားတယ်လေအဲ့ဒီ personal trait လေးကတော့ပါခဲ့ပါတယ်ခုနကံမယန္တယန္တိတော်တဲ့မှာအဲ့ဒီတတ္တဝါတယောက်ကမူလဗီဇဇဲကလေးတော့ပါတယ်လေအဲ့ဒီမူလဗီဇဇဲလေးကိုယ့်ကိုရှာကြဒါပါပဲနော်ရှာကြအဲ့ဒီရှာလိုက်ရင်အဲ့ဒီရောက်တဲ့တော့အမေပြေတော့မှပြီးသွားအပြေလည်းသူတော်ကောင်းမေသူရသူတော်ကောင်းရောက်ကိုမွေစိုးနဲ့ခင်ဗျတော်နဲ့ဒီလိုအိတ်ခံလေးတွေမှာတရားလေးလုပ်တယ်မေတ္တာလေးပို့ပြီးဘာဖြစ်လဲလူဓမ္မရာသဘောကကြောင့်သူတို့ပြေတယ်ဒါပေမဲ့ဝိတ်ပြေခုန personal trait အဲ့လိုမှာပါတယ်ပုံကိုရေးစင်စဲရင်းရင်းပြီးတော့အဲ့ဒီသူတော်ကောင်းတွေမိယောက်ျားလည်းဖြစ်တယ်မိန်းမလည်းဆဲဆိုနှစ်ယောက်သူအိတ်လိုက်တယ်အဲ့ဒီပါသွား personal trait တွေပါတယ်အဲ့ဒီကိုလူဆိုးသဘောလေးမလားတဲ့တော့ပါဒါပြိတ္တန်နေခြင်းနဲ့ပတ်သက်တဲ့တားလို့ရှင်းလိုက်ပါတယ်ဒီခန္ဓာနာတွေအလောင်းခက်ခဲရှုပ်ပြပါတယ်ခက်ခဲရှုပ်ပြတာကိုတတ်တရားဝင်တပွဲအနေနဲ့မှရတယ်စုပေါင်းစပ်ပေါင်းမရဘူးသူရဲ့ embryology ဆိုတဲ့ကဏ္ဍဒီအလောင်းခက်ခဲပါတယ်အဲ့ခက်ခဲတဲ့တရားကိုကျင့်ပြန်ချုပ်ရရင်အဲ့ဒီ Spanish level cells ဆိုတာသိတယ်ဒီသူတို့ဒီအသက်ရှင်နေတော့ cells တွေဖြစ်ပါတယ် but it's not a space organism ဒါတော့တိကျရက်တည်နေတဲ့ဇီဝဖြစ်စေတယ်ပေါ့ဒါဆိုရင်သူတို့တတ်လို့မရမရှိဘူးသူတို့တည်သွားရင်တက်တာမရှိဘူးသူတို့တွေကလည်းခုနကပြောတရိစ္ဆာန်တွေပေါ့တာဖြစ်ချင်းများ animals kingdoms of animals နဲ့လုံးဝဝေးတော့တရိစ္ဆာန်တွေပူဇော်ဖြစ်တယ်ဆိုတဲ့ use ဆိုတော့ သူတို့တွေကြောင့်သူတို့တွေတတ်လိုက်လို့ဆင်းတော့လိုက်လို့ကိုယ်ဝင်ဖျက်ချလိုက်တယ်ဒါကြတော့လူဖြစ်သွားကိုယ်ဝင်မရခင်တားတယ်ဒီမကြည့်တော့ကိုယ်ဝင်မရတော့ block လုပ်လိုက်ကိုယ်ဝင်ရှိမှဖျက်ချရင်တော့အရေးကြီးဘုရားဘာသာစာပေရနော်ဘုရားဘာသာစာပေရအရေးကြီးတယ်ဒါတော့တမ်းပြနော်ဆိုတော့ massive gain လို့ခေါ်တဲ့သူကအသက်ရှိနေတယ်မခံစားနိုင်လို့ဆေးနဲ့ကြိုင်ပလိုက်တပ်လိုက်ဖို့သူဆိုရင်ဇီမိတရှိတယ်ပါဠိပါရကထဲပါတယ်ကဘာကတော့အဲ့ massive gain လို့ဆိုတာတက်ခါပါတယ်စေထုတ်တာနော်အဲ့လိုဆိုတော့ဘုရားဘာသာတရားတော်ရှုတော့ပေါ့သိမဲ့မြင်ရှုတော့ပြောလိုက်ပြီထပ်ပြောပါဦးမယ်အဲ့ဒီတုတ်ပိုးများဒီပိုးကောင်လို့ပြောပါတယ်ပိုးကောင်ဆိုဒီမှာ cells နဲ့ပြောတာဖြစ်ပါတယ် cell တိုင်းဒီတတ်တော်ပေါ့ virus များဒီတတ်တော်ပေါ့ bacteria များဒီတတ်တော်ပေါ့ဆေးတော့လိုက်တယ်ဆိုတော့အခုဆိုဆရာတော် corona virus ကိုတောက်ချင်ဆေးတော့လိုက်ဆရာတော်ချောင်းဆိုးနေကော့ရှ်ဖြစ်တဲ့ bacteria ကိုမှုန်နေပါလေထိမယ်တခုပေါ့ virus ကိုချောင်းဆိုးစေတဲ့ virus ဖြစ်တယ်ဆရာတော်ဆေးတော့လိုက်ပါလေအဲ့ virus ကိုတေသွားတယ်နေမကြည့်ပါဘူးတတ်တော်လို့ခေါ်လောက်တဲ့တတ်တိမရှိဘူးအဲ့ဒါမှကဲဒါလို့ဒီချက်မှတ်မယ်တတ်တော်ကိုခေါ်လောက်တဲ့တတ်တိမရှိပါဘူးအဲ့လိုဆိုရင်ငယ်ကြီးလို့တာလို့မှတ်ဒီပြောလိုက်အောင်မယ်တတ်တော်တယောက်လို့ခေါ်လောက်တဲ့တတ်တိမရှိပါဘူးအဲ့ဒါဆိုရင်ငယ်ကြီးလို့ကလေးလို့မှတ်ပေးပါအဲ့တတ်တော်က
လူသားတယောက်ဖြစ်လာတယ်ဆိုတဲ့အယူဆကိုလည်းမမှတ်ပါနဲ့နော် DNA ဆိုတော့တိကျဖြစ်နေတာပဲအဲတတ္တဝါလို့ခေါ်လို့တဲ့ cell တွေကိုတတ္တဝါလို့ခေါ်ဘူးအဲဒီ cell တွေကိုတတ္တဝါလို့မခေါ်ဘူးဒါသူတို့ကအသက်ရှိတဲ့ cell တွေလားဟုတ်တယ်အဲ့ဒါဟုတ်တယ်သို့တော့သူတို့အသက်ငယ်ကြည့်တာမကြည့်ဘူးအဲ့ဒါမှတ်နော်သူတို့အသက်ငယ်ကြည့်တာမကြည့်ဘူးဒါမှတ်တယ်ပါသူတို့အသက်ငယ်ကြည့်တာဆိုမကြည့်တော့ဘူးစေတော့လည်းသူတို့တွေသွားဘယ်လိုဖြစ်လဲဘယ်လိုမှဖြစ်ပါဘူးအဘတယ်လားမတက်ပါတော့ဆိုရပြီနော်တတ္တဝါလို့ခေါ်တဲ့ bacteria များ virus များပြီးတက်ရှိတယ်လို့ဆိုပညာရ according to medical science ကသူတို့ living cells တွေ virus တွေ bacteria တွေခေါ်တယ်သို့တော့ဘုရားတရားတော့ဘာသာရေးတရားတော့သူတို့ကိုတက်ရှိတတ်တော်များတယ်မထည့်ပါဘူးဒါကြောင့်မို့တိရစ္ဆာန်များလည်းမဟုတ်ကြဘူးမဟုတ်တာပြီးတော့လူသားများတွေအဲ့ဒီတုတ်ကိုရလာတာပြီးတော့တိရစ္ဆာန်ဖြစ်နေဆိုတဲ့ယူဆတယ်မဟုတ်ပါဘူးပြီးလို့ရှိရင်အဖေအမေဆိုတဲ့လူကနေကိုယ့်အဖေဦးတန်းမြရှိရတုတ်ကိုအမေဒေါ်လာရှိရတွေးခဲ့တယ်ပြီးတော့လူသားမိဘနှစ်ပါးဆက်သက်တာပြီးတော့သင်တို့ဒီလူသားဖြစ်တယ်လို့ညီငယ်များကိုဖြေကြလိုက်ပါတယ်လို့ကျွန်တော်တို့ယူဆတယ်နော်ဒီရည်တဲ့ကျေဝန်းတဲ့ရတယ်အများကြီးရှိပါတယ်အဲ့ဒီကျေဝန်းတဲ့ရတယ်အမေမှာရှိတဲ့ oven တော့အဲ့ဒီ oven ကနေတော့ reproductive cell လို့ခေါ်တယ်ဒီမျိုးလေးတွေကတတ်တော်ဒီ reproductive system ဆိုရဲမိန်းမတွေကလည်းမျိုးပွားတယ်လို့ရှိတယ်ဆိုတော့မျိုးပွားတဲ့ကိုယ်အမေရှိရတာပဲအပြင်မှာပြိဿံချက်သားတော့ဘလို့လိုပြန်တွေးလိုက်ဒီအမေကသူ့ဓမ္မရာစီစဉ်ဖြစ်တဲ့ကမျိုးယာလေးကိုယာလေးလာလိုက်တယ်ဒါလည်းတော့ဒီမျိုးလေးတွေချလိုက်အဲ့ဒီမျိုးလေးတွေသူအသက်ရှင်ဘုရားပါဠိတော်ကတော့တတ္တဒီဝဒ9ရက်လို့ပြောတယ်စေတိပံ14 within 2 weeks ပေါ့ after 2 weeks လို့ပြောတယ်ပြီးပါအခု6အသေးပါဆို within 2 weeks ထဲမှာတော့သူကအသက်ရှင်နေသူခဏခဏဆင်းနေဥရုဓမ္မရာလာပြီးဒီကောင်လေးအသက်ရှင်နေဆိုဘုရားကတော့9ရက်လို့ပြောတယ်ဘုရားတဲ့တက်က9ရက်တတ္တ7 days ပြောပါစေတိပံကတော့1-2 weeks 14ရက်ပြောပါနည်းနည်းလေးပွားပါဒါဘုရားတရားတော်မှာထက္ကရာတိယာတွေကတော့14ရက်လို့ပြောပါတယ်ပါဠိတော်မြတ်စွာဘုရားရဲ့ဟိုနေ့ခေါ်တဲ့တရားရဲ့ထက္ကရာမှာတော့ဘုရားကမာတနေကရတော့ပါ9ရက်တွင်ပြိတ္တာနေနေတယ်လို့ဆိုပါတယ်ဝိနည်းကျမ်းတွေမှာတော့14ရက်လို့ဆိုပါတယ်စေတိပံ14ရက်လို့ဆိုပါတယ်15ရက် within 15 days လို့ဆိုတော့အဲ့ဒီကြော်သွားရင်ကလေးကမရဘူးဆိုရင်ဒီအမေနဲ့ဒီအမေရှိနေလို့ဒီကလေးကဝေးတာဖြစ်ချင်းရောက်တရိစ္ဆာန်များမှာဖြစ်လာတာဆိုတော့မဟုတ်ဘူးအဲ့ဒီတော့ဘုရားအသက်ရှိတာဆိုတော့မရှိဘူးတက်ရှိတတ်တော်များမဟုတ်ဘူးအကျင့်ကြီးပြောပါတယ်မှားမှာဆိုတော့နောက်ဒီရက်ပြီးလို့ရှိရင်ကွန်ပျူတာထဲမှာရိုက်ပြီးတော့ဒီကလေးရှိပြလိုက်ပါမယ်ကဲကိုရီးယားကတစ်တော့ဓမ္မမိတ်ဆွေညီငယ်များဆရာတော်ပြောတဲ့အကြောင်းဝိဇ္ဇာလို့ကြောင်းပြအချင်းချုပ်ရရင်ဝိဇ္ဇာလို့ဆိုတဲ့ဝိဇ္ဇာတရားများဒီပါဠိစာပေတွေရှိပါတယ်ပြပလောကမှာရှိပါတယ်ဓမ္မနေတဲ့လူတွေနဲ့ဆက်ဆက်နေတဲ့လူနဲ့စုမှာလည်းကြားတော့နေပါတယ်သူတို့မှာစွမ်းရည်တဲ့ရှိပါတယ်ကောင်းကျိုးစွမ်းရည်စွမ်းရည်မကောင်းကျိုးစွမ်းရည်ပါတယ်စက်တော်ကဝိဇ္ဇာတရားစတဲ့သမုဂ္ဂစပြောခဲ့ပါပြီသူတော်ကောင်းဝိဇ္ဇာတွေလည်းအများကြီးရှိပါတယ်သာသနာကိုဆောင်းရှောက်သူရုံးမှာဝိဇ္ဇာတွေအများကြီးရှိပါတယ်ပြီးပါမာနဒီသာသနာတော်တောက်လျှောက်နှောက်ယှက်ပေးတဲ့ဒီဝပုဒ္ဒမှာကိလေသာမခန္ဓာမှာမြတ်စွာဘုရားမန်၅ပါးပေါ်တဲ့အခါမှာမာနတာကြီးပါတယ်လို့ဆိုပါတယ်ပါဠိတော်တချင်းနေမှာလည်းမာနတာသည်သူ့ကိုယ်ပိုင်နေမတောင်းရှိပြီးပါတယ်မြတ်စွာဘုရားမာနတာလူပညာမှာလည်းရှိတယ်စာပေမှာလည်းရှိတယ်ခိရမှာလည်းရှိတယ်တမိုင်းလုံးမှာလည်းရှိတယ်တခုပဲရှိတယ်ခိတ္တစာပေနဲ့အနောက်တိုင်းကပညာရှင်တွေကမာနကို evil spirit မကောင်းတဲ့စိတ်ဝိညာဉ်အတွေးခေါ်အဆိုးကောင်းတယ်လို့ရှိရင်တားမိမဲ့စိတ်ဆိုးစိတ်ကိုစိတ်ရုပ်ပဲဆိုပြီးတော့အကောင့်ထဲနဲ့ဖောင်းနေတဲ့လူစားဘူးဒါလည်းပြောပြီးအဲ့ဒီမာနဒီတရုံသုံးပါးဆောက်ပြလို့ဒီတော့ရှေ့ပြီးတယ်နေမှာလေဝိဇ္ဇာတွေရောတရုံသုံးပါးရှိကြတဲ့ပုဂ္ဂိုလ်တွေဝိဇ္ဇာတွေရောပူရာကတဲ့လုပ်နေမှာလေမလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတာလေသောတာပတိမဉ္ဇဉ်ကြီးကတတ္တတရားသိခိုင်ပါတယ်ဆိုရင်အဲ့ဒီနာနာဘာဝပရဘာဝလုပ်နေမှာဘူးဟုတ်ပြီနော်ဆိုတော့လုံးနေလည်းရှိရင်မလုံးနေလည်းရှိရဟန္တာအရှင်မြတ်ဘုရားရောက်သွားလို့ရှိရင်တော့လုံးဝဘာမှဘယ်ဝိဇ္ဇာမှဘယ်တက်ဆိုးမှနောက်ဆက်ပြီးနေရှိပါဘူးဒါဝိဇ္ဇာပတ်သက်တယ်အဲ့ဝိဇ္ဇာတွေအားတာဝိဇ္ဇာဘာဝိဇ္ဇာအများကြီးရှိနော်ဒါတွေလည်းဘယ်ရှလုံးမူပြီးဝိဇ္ဇာလည်းရှိတယ်ဘာလို့လဲဟို
တမိုင်းရောက်မှာကျဆက်သားလက်ချက်မှာပရိခေယဆိုပဋိကာရပါဘင်္ဂလားဒေ့ရှ်နာကောင်းမှာအဲပဋိကာရပရိခေယလို့ပုံမှန်ပြန်လိုက်တာဟောတခြင်းထဲမှာပရိခေယရေးတာတော့ရွှေဒီတမောမောချစ်တယ်ပရိခေယရေးတာတော့ဒီမျောလာဖို့ရှင်းနေတဲ့ဆက်ပကခက်ကအဲ့ဒီပရိခေယလို့ပြောတဲ့ပဋိကာရဒီကောင်လေးကဗရရှင်လုံးပုံပြီးကောင်းပြီးပြန်ကျဆက်သားရွှေစည်းရဲ့မင်္ဂလာဆိုးကြီးမှာရဟန္တာရှင်မြတ်တွေကပြန်လာအရှင်သာဘုန်းကြီးဘလို့တကိုးနဲ့ပြန်လဲဆိုတော့မတော်မှာရွှေစည်းဟိုမတော်ဇန်တကိုးနဲ့ပြန်တာမင်းအောင်ကျွန်တော်ကတော့ဟိုနေ့မှာပါဇာတ်မှာပရိကိုနေမှာဗရရှင်လုံးပုံနာတယ်ဆွဲတော့ဘယ်ရပြန်လဲဆိုတော့ရွှေစည်းရဲ့မင်္ဂလာဆိုးကြီးဟာလို့ပရိအဲ့ဗရရှင်လုံးပြုတ်ကြတယ်ဒီကောင်ကခွေးရောက်တယ်သေသွားတယ်ပြောပါတယ်အဲ့ဒါကတော့ဗရရှင်လုံးနဲ့ပရာဝိဇ္ဇာဆိုပါတယ်အဲ့ဒီဝိဇ္ဇာလေးဆိုတာလည်းရှိပါတယ်ဝိဇ္ဇာရှိရင်မရှိရင်ဘယ်လိုဝိဇ္ဇာရှိတယ်လဲဆိုရင်တော့ဝိဇ္ဇာ၃ပါးရဲ့ဝိဇ္ဇာမျိုးတမာတိတမာတက္ကပဆိုရင်အဲ့ဒီဝိဇ္ဇာမျိုးရှိအောင်လုပ်တင်တယ်လို့တိုက်တွန်းပါတယ်။ကိုဘကနှစ်ပေါင်းတစ်ထောင်လောက်တက်တန်းရှိတဲ့ဝိဇ္ဇာမျိုးလည်းမကျင့်နိုင်ပါဘူး။မြေရှိုးနေတဲ့ဝိဇ္ဇာမျိုးလည်းမြေရှိုးတဲ့ဝိဇ္ဇာမျိုးလည်းရှိပါတယ်။နေရပေါက်တဲ့ရေပေါ်ပြန်တဲ့ဝိဇ္ဇာမျိုးလည်းရှိပါတယ်။ပရိသံဗေဒမေထကရာမလည်းဖွင့်ထားတာရှိပါတယ်။ဆိုတော့အဲ့ဒီဝိဇ္ဇာတွေလည်းစာရင်မဉ္ဇဉ်ပူဉ္ဇဉ်ဥတည်နိုင်တဲ့တမာတိတမာတက္ကပတမာဝါစာတမာကမ္မနာတမာအာဇီဝမဂ္ဂင်၈ပါးရှိပါတယ်။အဲ့ဒီမဂ္ဂင်၈ပါးမှာအချင်းချုပ်ပြောရမယ်။အဲ့ဒီမဂ္ဂင်၈ပါးမှာအမြင်မှန်ခြင်းနဲ့အတွေးပုံမှန်ခြင်းတစ်ခုဝိဇ္ဇာမဂ္ဂင်လို့ဆိုပါတယ်။ကျန်တဲ့တိရမဂ္ဂင်တမာတိမဂ္ဂင်ကိုစရဏမဂ္ဂင်လို့ခေါ်ပါတယ်။ဝိဇ္ဇာမဂ္ဂင်ဒီမျက်လုံးပါအမြင်မှန်သွားတာစရဏမဂ္ဂင်ဒီလမ်းလျှောက်တာ6တော့မျက်စိတော့မြင်တယ်ကြည့်တော့ကြည့်တဲ့လမ်းမလျှောက်ရင်တို့ရမရောက်ပါဘူး။ရှောက်တော့ရှောက်နေတဲ့မျက်စိကိုင်းရင်သူလည်းလူရမရောက်ဘူး။ကိုဘုရားကျတော့မျက်စိမြင်နဲ့ထမလျှောက်ဘူး။ तू ကတော့ထလျှောက်တယ်ဒါပေမဲ့ तू ကန်းလို့တောမြောက်တိုးပါလေ။အဲ့ဒါကြောင့်လို့ဝိဇ္ဇာနဲ့စရဏညီမြဆိုတာတုံးနေပါတယ်။ तू ကသိပါလေမချစ်ဘူး။ချစ်ပါလေမသိဘူး။နှစ်ခုလုံးသိဝိဇ္ဇာစရဏတပ္ပန်တော်ဆိုတဲ့ဘုရားရှင်ဂုဏ်တော်ကိုအာယုပြုတ်ပြီးတော့ဝိဇ္ဇာအကျင့်ကိုအသိကိုစရဏအကျင့်ကိုရှင်းတယ်လို့တက်ခံတယ်။ Science doesn't know သိမှမသိဘူး။ Science what the religion သိမှပညာကဘာသာရေးကျင်းသွားတယ် it's a land ချောက်ချိုးရတယ် religion what the science is blind သိမှပညာမပါဘဲနဲ့သိမှဒီမကြပဲနဲ့ဘာသာရေးကိုကိုးဝယ်လို့ရှိရင်ကန့်တယ် this is Einstein ထောက်ပါ56ကိုပြောတာကျွန်တော်ပြောတာပေါ့အဲ့တော့အရှင်မင်းကဘာလို့သိမှပညာကိုလေ့လာတာလဲမေးတယ်ရှိပါဒီနေ့မွတ်စလင်ခရစ်ယာန်ဟိန္ဒူဗုဒ္ဓဆင်ဘလို့ဘာသာရေးကွဲမြန်မာတရုတ်ထိုင်းအမေရိကန်ကိုရီးယားကွဲမကိုပဲသိမှပညာလက်ခံထားပါscience ကိုလက်ခံထားအဲ့ဒီသိပ္ပံပညာကိုဘုရားဟောတဲ့ကောင်းတယ်လို့မဆိုလို့သိပ္ပံပညာလက်ခံတဲ့ထောင်မှာပြောတယ်နမူနာပြောမြတ်စွာဘုရားဒီမေဇိမပရိက္ခရာကိုဘုရားဟောလိုက်တယ် page 7လို့ရှိပါတယ်7ရဲ့ကမှာ6 5 4 3 2 1 0မကောက်အပေါ်တက်သွားတဲ့6 5ဆိုကော်ပီတော့လာရင်ဒီလေးနဲ့ကကော်ပီတော့ပြီးတော့ရေးတော့4 3အရက်ကြတာဘုရား3ဖြစ်တာရင်းနေတယ်အဲ့တော့ခုနှစ်ကနေအပေါ်တက်သွားရင်မကောင်းဘူးရှေ့9 10 17 13 14အောက်ကခုနှစ်ခုကလည်းမကောင်းဘူးစက်ဆက်တွေဖြစ်တယ်အဲကိုင်းဖြစ်တယ် PH7 ဆို potential hydro ဖြစ်တယ် PH7 ကကောင်းတယ်တော့အပေါ်ခုနှစ်မကောင်းအောက်ခုနှစ်မကောင်းအလဲခုနှစ်ကကောင်းတယ် this is a busy map တွေဟုတ်ရဲ့ no man about the law ဥပဒေအထက်မှာဘယ်သူမှမရှိရတယ်နိုင်ငံတော်ပြောတယ်ဟုတ် no ဥပဒေအထက်မှာလည်းဘယ်သူမှမရှိ no man about the law and no below it ဥပဒေအောက်မှာလည်းဘယ်သူမှမရှိရဥပဒေနဲ့အညီပဲနေရတယ်ဟောဒါပြန် political science မှာလည်းဒီစီမှာပြိပါတယ်ဥပဒေအပေါ်မှာလည်းမရှိအောင်အောက်မှာဥပဒေတော့ချိန်ဝင်ပြီးရောင်းတဲ့လူဘက်မှာလည်းအတင်ကြမရှိအောင်ညီနေရတစ်ဖက်ပဲစောင်းမှာဒီအလေးကိုရင်မလို့ပစ္စည်းရောက်တို့သူကအလေးလျှော့ပြီးသူရှုံးတယ်တဲ့ချိန်ဝင်တပြေးညီနေပြည့်ဒါပြန်သူကဒီစီမှာပြိတာပါဒါ political science မှာ this is middle way no one about the law and no below it ဥပဒေအပေါ်မှာလည်းမရှိအောင်အောက်မှာလည်းမရှိအောင်according to the law ပဲဥပဒေအညီပဲပြည့်သွေးတွေပြစ်တယ်မကောင်းဘူးသွေးတွေကျဲတယ်မကောင်းဘူးလေဟာသွေးဓာတ်တိုးတယ်သွေး180တယ်မကောင်းသွေးရည်60လောက်တယ်မကောင်းအဲ့တော့အလယ်မှာပဲရှိတယ်မြတ်မတာသမီးနဲ့သမက်ရှိတယ်သမီးဘက်ကိုပဲတာကိုပတ်ဖို့လည်းမကောင်းသမက်ကိုပဲနိုင်နေတယ်မကောင်းမြတ်လည်းရှိတယ်မစ္စည်းမအိမ်အောင်ရေးမှဒီနိဗ္ဗာန်တည်းရောမစ္စည်းမပြည့်တယ်ပြောပါတယ်အဲ့ဒီမှာတမာတိတမာသင်္ကပ္ပဆိုတဲ့ဝိဇ္ဇာမကင်တ
မာဝါစာတိရမကင်နဲ့တမာရိမကင်ကျန်တဲ့မကင်6ပါးကစရဏမကင်စရဏမကင်နဲ့လမ်းလျှောက်ပါမယ်ဝိဇ္ဇာမကင်နဲ့မျက်လုံးကြည့်ဝိဇ္ဇာမျက်လုံးနဲ့ကြည့်၍စရဏမကင်နဲ့လမ်းလျှောက်တဲ့ကောင်းမြတ်တဲ့နိဗ္ဗာန်ကြီးအောင်ရောက်နိုင်ပါလေအားလုံးကြားပါချင်ပါတော့ကဲဒီစချမယ်ရှင်ဘုရားဒီနေ့ကိုဟောကြားတော်တရားတော်ကိုနာကြားကြပါလို့ဘုရားဤသို့နာကြားရသောကုသိုလ်ကစေတနာသည်ဒုက္ခကတိယငြိမ်းရမှန်ဉာဏ်နဲ့ဤကောင်းမြတ်သောသောအပံပါစေသည်ဤကောင်းမှုဤကိုဘာကကိုတက်တော်မှာဓမ္မမိတ်ဆွေများမင်္ဂလာတော်သစေနကံဖွဲ့ပါဓမ္မမိတ်ဆွေများတော်တင်မာဤသာမောင်သုံးဖို့စစ်မောင်တော်ဖို့စစ်မိသားစုက၎င်းအမြတ်ပြည့်ဝကပါ၏ချုံမတပါမိခင်ပါခင်ကျေးဇူးရှင်နဲ့ဆရာသခင်ကျေးဇူးရှင်များနတ်မြတ်